ရပါတယ်ဟုတ်အဲ့ဆိုရင်ကိုကျော်စောဟိုကလေးလေးတွေမေးထားတယ်လေမေးခွန်းလေးတွေဟိုကိုကျော်စောကိုမေးချင်ပါတယ်ပထမတစ်ခုကဟုတ်ကဲ့ဟုတ်ဟိုဒိုင်နိုဆောတွေအချင်းချင်းချရင်ဘယ်သူနိုင်မလဲတဲ့အရွယ်စားတဲ့ဒိုင်နိုဟုတ်ဆောနဲ့အသားစားတဲ့ဒိုင်နိုဆောချရင်ရောဘယ်ကောင်နိုင်မလဲတဲ့ကိုကျော်စောဟုတ်အဲအဲ့လိုမေးခွန်းနေကျွန်တော်ငယ်ငယ်တော့လည်းစဉ်းစားဘူးလေအဲ့ဒါဟုတ်နောက်ပိုင်းအခုနောက်ပိုင်းကြတော့ဗောနော်အဲ့လိုမျိုးကိုစာရေးဟိုပို့ပြီးဖတ်ပြပြီးနောက်ပိုင်းရှာအခုနောက်ပိုင်းတော့ဘယ်လိုမျိုးပြောပြမလဲဆိုတော့ဒီနေ့ဒီဒိုင်နိုဆောတွေဆိုတာဒီနေ့ခေတ်တရိတ်ဆန်တွေလိုပဲဗောနော်ဒီနေ့ခေတ်မှာဆိုရင်လည်းဒီဟိုအမဲလိုက်တဲ့သားရည်ရှိမယ်ပြီးရင်ဟုတ်အမဲလိုက်ခံတဲ့သားကောင်ရှိမယ်နော်အဲ့တော့တရိတ်ဆန်တွေကဟိုပေါ့လူတွေနဲ့လူတွေမှာကြောက်လူတွေဘယ်လိုပြောမလဲတက်တီဆိုတာရှိမယ်ဗျာလူတွေမှာကြောက်ဟုတ်သူတို့ even ဖြစ်နေတဲ့အချိန်ပေါ့နော်ခွန်အားချင်းတူနေတဲ့အချိန်မှာတော့မှလောင်စားထပ်ပြီးတော့တိုက်တဲ့ဟာမျိုးရှိနိုင်တယ်လူချင်းချတယ်နော်အဲဒါပေမဲ့တရိတ်ဆန်တွေကြတော့ဒါကြတော့သူတို့ကလူချင်းချတယ်ဆိုတာစားဖို့မဟုတ်သူတို့ကဒီတိုင်းဟိုဟာနေမြေလူတာလို့ဘာဖြစ်တာလို့တိုက်ကြတဲ့သဘောမျိုးဆိုတော့မတူ context ဆိုမတူဘူးပေါ့နော်သူဟုတ်ကဲ့ကြောင့်စားဖို့ဆိုတော့တရိတ်ဆန်တွေကစားဖို့ဆိုတော့ဟိုအစားတစ်လုပ်တော့ခွန်အားချင်းညီနေတဲ့အကောင်ချင်းချင်း race ယူပြီးတော့တွားတိုက်ကြမှာမဟုတ်ဘူးတွားချကြမှာမဟုတ်ဘူးအဲ့လိုမျိုးကြီးဖြစ်နေတော့ခဏနည်းနည်းရန်ဆောင်ကြပြီလို့ရှိရင်ရှောင်သွားကြဟိုမနိုင်မဲတင်သူလွယ်ကူဟုတ်တကောင်လေးကမနိုင်မဲတင်ရှောင်သွားကြမှာဒန်ရခံရင်ရန်လုံးဟုတ်ဆိုတော့များသောအားဖြင့်ဘယ်လိုဖြစ်လိမ့်ရှိမလဲဆိုဒီနေ့ခေတ်မှာဆိုလေဟိုချင်းဟိုဟာပေါ့ကြားလို့ဟာမျိုးချင်းကြားဆိုတကောင်လေးအမဲလိုက်တယ်မဲလိုက်ရင်လည်း तू တကယ်နိုင်တဲ့အကောင်မျိုးတမင်အကောင်ခတ်ငယ်လို့ကောင်မျိုး तू ခြုံကုန်ပြီးတော့တိုက်အဲ့လိုမျိုးရှိမယ်ဒါမှမဟုတ်ရင်ဝုံမလွေတို့ချင်းသေးဆိုလို့ရှိရင်အဲ့လိုအုပ်စုဖွဲ့ပြီးတော့အမဲလိုက်တယ်သူတကောင်လည်းမနိုင်ဘူးသူဟိုမှာဟိုချင်းသေးအမဆိုလို့ရှိရင်သူတကောင်လည်းအဲ့ဒီဘယ်လိုပြောမလဲဆက်ဟို will there be ဆိုဆက်ကျွဲလို့ဟာမျိုးသူမနိုင်ဟုတ်အဲ့တော့သူဘာလုပ်လဲသူချင်းသေးအမဝိုင်းအုပ်စုဖွဲ့သူတိုက်အဲ့ပုံစံနှစ်မျိုးနဲ့အဲ့တော့ဘယ်လိုပုံစံနဲ့ပဲဖြစ်စေဒီအမဲလိုက်တဲ့ဒီ hunter ဘက်ကအသာစီးရတဲ့အချိန်မှာသူအမဲလိုက်ဆိုတော့အဲ့လိုအချိန်မျိုးမှာတော့အဲ့ဒီ prey ကတော့ထွက်ပြေးရမှာပေါ့တူဟာဟုတ်အဲ့တော့အရင် dinosaur တွေခက်မှာလည်းအဲ့ဒီပုံစံမျိုးပဲဖြစ်ခဲ့မှာနော်အဲ့တော့အဲ့လိုမျိုးအကောင်သေးတဲ့အသားစားပြီးတော့အကောင်သေးတဲ့ dinosaur တွေကအကောင်ကြီးရဲ့ဟာတွေကိုသူနိုင်ဖမ်းကိုက်ချင်လို့ရှိရင်သူတို့အကောင်တွေအများကြီးစုဖွဲ့ပြီးတော့မေးလိုက်မှရအောင်နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုဒီနေ့ခေတ်မှာတော့ဒီဘယ်လိုပြောမလဲမွေးတွေဟိုဟာတွေပေါ့နော်ပုတ်တင်တွေသူတို့အဲ့လိုမျိုးလုပ်လို့မရှိဘူးဘာလို့လဲဆိုတော့သူတို့ကဒါနောက်ပိုင်းကျရင်နောက်ပိုင်းမေးခွန်းတွေကျွန်တော်ပြန်ပြောဆက်ပြောဟိုချိတ်ဆက်ပြောပြပါနော်ဟုတ်ကဲ့ဒီပုတ်တင်တို့ဒီဟိုတို့မွေတို့ကအဲ့လောက်ညံမကောင်းသူတို့ပူပေါင်းဆောင်ရွက်နိုင်တာတိတ်မရှိဒါပေမဲ့ဒိုင်နိုဆောတွေကြတော့ပူပေါင်းဆောင်ရွက်နိုင်တယ်ရှိမယ်လို့တိတ်မဲ့ပြန်ခြင်းနဲ့ယူဆလာကြတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့လိုအုပ်စုဖွဲ့ပြီးအသင်းဖွဲ့နဲ့ဖွဲ့ပြီးတော့စီးချက်ညီမဲလိုက်တဲ့ဟာမျိုးဖြစ်နိုင်တယ်သူတို့ယူဆလာပြီပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေအဲ့တော့ဟိုဒီမေကုန်းပြန်ဖြေရလို့ရှိရင်အရွယ်စားတဲ့ဒိုင်နိုဆောကဘယ်အချိန်မှာရှုံးလဲဆိုတော့အဲ့အသားစားဒိုင်နိုဆောတွေအသားစားဒိုင်နိုဆောတွေကသူ့ကိုတားကောင်အမှန်ဟိုတားကောင်တတ်မှတ်ပြီးတော့တကယ်ပြစ်မှတ်ထားပြီးတိုက်ခိုက်ပြီးဆိုလို့ရှိရင်တော့ရှုံးများတာဟုတ်ကဲ့ဒီရွယ်စားတဲ့ကောင်ရှုံးဖို့များတာနော်နောက်တစ်ခုကတော့ဒီနောက်စိတ်ဝင်စားဖို့ကောင်းတာနောက်တစ်ခုကတော့ဘာလဲဆိုတော့ဒီဒိုင်နိုဆောတွေအရင်အရွယ်ကြီးတယ်ဒါပေမဲ့သူတို့ဥတဲ့ဥလေးတွေကသေးတယ်ဘာလို့လဲဆိုတော့အဲ့ဒါကလည်းသူတို့ရဲ့ဟိုပေါ့သူတို့ဒီဒီဥရဲ့ anatomy ပေါ့နော်သူဒီဥရဲ့ဖွဲ့စည်းပုံကြောင့်ဖြစ်တာဘာလို့လဲဆိုတော့အကန့်အသတ်တွေရှိတယ်ဒီဥလိုက်ပြီဆိုအဲ့ဥတွေကဒီတာလောင်းလေးဒီသတိသားလေးကအသက်ရှူဖို့လိုတယ်အဲ့လိုအသက်ရှူဖို့အတွက်ပုံမှန်ကျွန်တော်တို့လူတွေဆိုလို့ရှိရင်တော့ဒီကလေးကကိုနဲ့ကဒီကလေးကဒီအချင်းကနေပြီးတော့မရဲ့အချင်းကနေပြီးတော့အောက်ဆီဂျင်ရတယ်အောက်ဆီဂျင်ရတယ်ဒီလိုဥထားတဲ့အကောင်တွေကျတော့ပုတ်တင်တော့သူတို့တွေကျတော့ဒီပုတ်တင်လို့ဒိုင်နိုဆောငှက်တော့နော်ဒီလိုကောင်တွေကျတော့အဲ့ဥထဲမှာအဲ့လိုအချင်းနဲ့တူတဲ့ဟိုဟာ structure ရှိတယ်နော်အဲ့ structure တွေကဒီဥအမေးပါးတစ်လျှောက်မှာဆိုဖြန့်ကျက်ပြီးတော့သွေးကြောတွေအများကြီးဖြန့်ကျက်ပြီးတော့အပြင်လေတဲ့အောက်ဆီဂျင်တွေဆိုတော့ဒီကျွန်တော်ကြက်ဥကောင်ကြည့်ဒီတိုင်းကြည့်လိုက်လို့ရှိရင်တော့ပိတ်ကြီးလို့ထင်ရေတုံတယ်လို့ထင်ရတယ်ဒါပေမဲ့အမှန်တော့အဲ့မှာအပေါက်သေးသေးလေးရှိတယ်အဲ့လေကအထဲကိုဝင်နေတာအဲ့စိတ်ဝင်တဲ့လေကိုဒီသွေးကြောတွေစုပ်ယူပြီးတော့ဒီထေသားလေးကိုထောက်ပံ့ဟုတ်ကဲ့ဆိုတော့အဲ့
အဲ့ဒီ structure ဒီဥရဲ့အဲ့ဒီ structure ကအကောင်ကြီးသွားလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဒီသူ့ရဲ့ volume ပေါ့ဒီသရေသားရဲ့ဒူးတွေကကျုပ်ရဲ့ဒီကျုပ်ထားကျုပ်တိုင်းဆိုဥတွေဒီဥရဲ့မျက်နှာပြင်ကပြီးနိုင်တယ်အောက်ဆီဂျင်ထောက်ပံ့နိုင်တဲ့ပမာဏထက်ဟိုပေါ့မမြတော့တဲ့အခါကျတော့ဟိုမဖြစ်တော့ဘူးပေါ့ဒီထက်ကြီးလို့မရတော့အဲ့တော့ဒိုင်နိုဆောကအကောင်အရင်ကြီးကောင်းကြီးနိုင်တယ်ဒါပေမဲ့သူ့ဥကအရွယ်တူလိုက်ပြီးတော့ချိုးညီလိုက်မကြီးနိုင် ချုံညီလိုက်ပြီးတော့မ အဲ့ ကြ တော့ ည့် ဒိုင်နိုဆောတွေမွေးလာပြီဆိုတော့အကောင်တော်တော်သေးတယ်ပြီးရင်မြန်ကြီးတယ်သူတို့ကြီးထွားတော့အရင်မြန်တယ်အဲ့ဒါကိုလေသူတို့ဒီနောက်ပိုင်းမှာတွေ့လာတယ်နော်အဲ့တော့ဥပမာတိုင်နိုဆောဆို T-Rex ဆိုအကောင်လို့ဆိုရင်အရွယ်ရမ်းကြီးတယ်ဒါပေမဲ့စူစပြီးဖြစ်တဲ့အချိန်မှာအကောင်သေးသေးလေးကနေစားအဲ့တော့သူအဲ့အကောင်သေးသေးလေးကဟိုအကြီးလုံးမျိုးအမဲလိုက်အောင်မဟုတ်ဘူးအဲ့အကောင်သေးသေးလေးကနေအကောင်ကြီးလာတဲ့တခြားသူမဲလိုက်တဲ့ behavior တွေသူအပြုမှုတွေသူအမဲလိုက်နေပြီးသူပြစ်မှတ်ထားတဲ့အကောင်တွေပေါ့နော် trace and ဟုတ် တူဖြစ်သွားမှာအဲ့လိုမျိုးလည်းရှိတယ်ပေါ့နောက်ဆုံးအကောင်ကြီးဖြစ်သွားရင်သူစားတဲ့ပုံစံတစ်မျိုးသူအမဲလိုက်တဲ့ပုံစံတစ်မျိုးသူငယ်ရွယ်စင်မှာအမဲလိုက်တဲ့ပုံစံတစ်မျိုးဖြစ်မှာပေါ့နော်အဲ့လိုမျိုးဟုတ်ကိုကျတော့ဟိုကျွန်တော်တို့ kangaroo သားပေါက်လိုမျိုးဖြစ်မှာပေါ့ အဲ့ဒါကတော့ပထမမေးပေါ့ဟုတ်ကဲ့kangaroo သားပေါက်က kangaroo သားပေါက်လေးလည်းအရန်သေးတယ်လေကိုကျတော့ဟိုပါတော့ကျွန်တော်တို့ zone လေးနဲ့တောင်ထည့်လို့ရတယ်လို့ဆိုကြတာပဲဟုတ်ကဲ့ဆိုတော့သူတို့ရဲ့ဟုတ်တယ်သူတို့ရဲ့ဟို size နဲ့ရှင်လေနော်ဟိုသူသားပေါက်ရဲ့ size ကဟိုဘယ်လိုပြောမလဲဇပွဲတင်စုံထည့်လို့ရတယ်လို့ဆိုတာဆိုတော့တော်တော်သေးတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျတော့သူတို့ကြောင့်ကန်ဂရူးကြောင့်ဂျားလေးရောက်သွားတာပေါ့ဟိုဥစားတဲ့ကောင်လေးဟိုလိုအချင်းပါတဲ့ကောင်လေးဂျားကြာသွားအပြင်ကိုစိုးစီထုတ်မွေးလိုက်ပြီးတော့မှအထဲထဲမှာပေါ့ဗျဟိုလူနဲ့နှိုင်းရှင်တော့လူမှာဆိုရင်ဟို pre တန်းမွေးသလိုပေါ့လားမစီရွေးနဲ့မွေးလာပြီးတော့အထဲမှာဟိုအဲ့လိုမျိုးဖြစ်နေတာပြန်ဖြစ်နေတာပေါ့ဟုတ်နီယိုနိတ်အဆောင်မှာလူနာဆောင်မှာထားသလိုပဲဟိုသူကကျတော့ pouch ထဲမှာအေးစေးလုံးလုံးpouch ထဲမှာအေးစေးလုံးလုံးနေဒါပေမဲ့တဘာဝတိုင်းဆိုတော့အစင်ကြီးပြေးလို့ဟုတ်ကဲ့ဆိုတာအဲ့ဒါကကျတော့နံပါတ်1ကဒိုင်နိုဆောတွေကအသီးရွက်စားတာလားအသားစားတာလားတဲ့ဟုတ်တယ်ဟုတ်အဲ့ဒါကြတော့လေလူလိုပဲပေါ့နော်ဒီ naked trade တွေလိုပဲပေါ့အဲ့အသီးပဲစားတာအသားစားတာတွေကသူတို့ရဲ့ဟိုပါပေါ့ဒီလူလိုပဲပေါ့လူမှာဆိုရင်ဒီ design မှာသွားရရှိတယ်အဲ့သွားတွေကပုံစံဒီပုံစံပဲအဲ့ပုံစံမပြောင်းပေါ့လူမှာဆိုလူရဲ့သွားပုံစံတစ်မျိုးခွေးဆိုလဲပုံစံတစ်မျိုးပေါ့နော်နွားဆိုရင်ပုံစံတစ်မျိုးပေါ့အဲ့ဒီသွားတွေကသူတို့စားတဲ့အစားအသောက်ကိုမူတည်ပြီးတော့ပုံစံတွေမတူကြဘူးပေါ့အသားစားတဲ့အကောင်တွေဆိုလို့ရင်ချွန်တဲ့သွားတွေရှိမယ်ပြီးရင်ဒီအသားကိုလှီးဖြတ်နိုင်ရင်သွားဓားပုံစံမျိုးထက်တယ်သွားတယ်ရှိအရွက်စားတဲ့ trace ကြတော့လေဒီအရွက်ကိုခဏအရွက်တွေအများကြီးကိုကြိတ်သွားဖို့အတွက်တုံးပြီးတော့ပြားတယ်သွားတယ်ရှိနော်အဲ့လိုမျိုးတွေရှိတယ်အဲ့သွားတွေဖွင့်ပြဖို့အတွက်ထိန်းချုပ်ထားတာကသူမျိုးဗီဇထိန်းချုပ်ထားတာဆိုတော့ဒီ trace တဲ့ကောင်ကသူ့ဘဝတစ်လျှောက်မှာသွားအမျိုးအစားမပြောင်းနိုင်အောင်ဒီသူ့ရဲ့ gene မှာပါလာတဲ့အတိုင်းပဲအဲ့သွားဖွင့်လို့ရတယ် evolution ရတော့ပြောင်းသွားတာမျိုးရှိတယ်နော်ဒီမျိုးဆက်တွေကြာလိုက်ပြောင်းသွားလို့ရှိတယ်ဒါပေမဲ့သူအကန့်အသတ်ရှိအောင်သူဘာစားနိုင်လဲဆိုတဲ့အကန့်အသတ်ရှိဆိုတော့အဲ့ဒါလေးရှင်းပြအောင်နော်အဲ့အသားစားတဲ့ dino ဟိုအသားစားဖို့အတွက်အဆင်ပြေတဲ့သွားမျိုးရှိတဲ့ trace တွေအသားစားတယ်နော်အရွက်စားဖို့အဆင်ပြေတဲ့သွားမျိုးစားမျိုးရှိ trace ဟို dinosaur တွေကအရွက်စားမှာဆိုတော့အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးပြောရလို့ရှိရင်ပထမဆုံး dinosaur တွေကဟိုဘာစားလဲပေါ့နော်ဆိုတော့ပထမဆုံး dinosaur တွေဆိုလိုက်ကြည့်တဲ့အခါသူတို့က insect စားတဲ့အကောင်မျိုးလေးဖြစ်တာများတယ်အသားစားတဲ့အကောင်မျိုးဒါပေမဲ့အဲ့လိုမျိုး dinosaur ချင်းပြန်စားတာတော့အဲ့လိုမျိုးအကောင်ကြီးစားတာမျိုးမဟုတ်ဟို insect လိုအကောင်လေးဖမ်းစားတာနော်အဲ့လို insect စားတဲ့အကောင်တွေကနေမှရှေးဦးမျိုးတွေကနေမှတချို့တွေကအဲ့လိုလုံးဝအသားစားတဲ့ dinosaur တွေဖြစ်သွားတာမျိုးရှိတယ်တချို့ကကြတော့အဲ့ရနေရွက်စားတဲ့ကောင်တွေပြောင်းသွားတာဟိုလေဘင်းရှိတဲ့ sauropod လိုကောင်ကြီးလေသူတို့တွေဆက်ဆက်ဖြစ်ဖြစ်ချင်းမှာတော့ရှေးဟိုရှေးကြတဲ့ sauropod တွေက pro sauropod လို့ခေါ်တော့အဲ့ဒီကောင်တွေကအဲ့လိုမျိုး theropod dinosaur လိုမျိုးပဲခြေနဲ့ချောင်းနဲ့လမ်းလျှောက်နိုင်တယ်နောက်ပိုင်းမှာအဲ့ဒါသူတို့ကရွယ်စားကြီးလာပြီးတော့ရွယ်စားတွေဘက်ကိုရောက်သွားတယ်လေးဘက်ထောက်ရှောင်းတဲ့ပုံစံမျိုးဖြစ်သွားတာအဲ့မှာမှဟိုပေါ့ ornithopod လို့ခေါ်တဲ့ဟို dinosaur တွေရှိတယ်လေသူကဟိုပေါ့သူတို့တွေကြတော့
ဟိုဒိုင်နိုဆောတွေမှာအုပ်စုကြီးနှစ်ခုရှိရပေါ့ Saurischian နဲ့ Ornithischian ပေါ့Saurischian ဆိုတာတော့လွယ်ပြောရရင် Sauro ဆိုတာပုတ်တယ်ပေါ့ Ischian ဆိုတော့ဒီတင်ပစုံရိုးပဲသူ့ရဲ့တင်ပစုံရိုးခွင်ကဒီနေ့ခေတ်ပုတ်တင်နေနဲ့တူလို့ Saurischian လို့နော် Ornithischian ဆိုတော့ငှက် Ornitho ဆိုတော့ငှက်ကိုပြောတာIschian ဆိုတော့တင်ပစုံရိုးခွင်ပေါ့နော်ငှက်တင်ပစုံရိုးခွင်နဲ့တူတဲ့ dinosaur အုပ်စုအဲ့မဲ့ပြောတာငှက်တင်ပစုံရိုးခွင်နဲ့တူတဲ့ dinosaur ဆိုတာကအဲ့ရနေပြီးငှက်တွေဖြစ်တာမဟုတ်ဘူးဟိုဘက်က Saurischian တွေဘက်ကနေဖြစ်တာမျက်စိလေတဲ့ကောင်းတယ်anyway အဲ့ဒီမှာအဲ့ဒီခုပြောတာကOrnithischian အုပ်စုထဲမှာOrnithopod လို့ခေါ်တဲ့ dinosaur အုပ်စုတစ်ခုရှိတယ်အဲ့ dinosaur တွေရဲ့ရှေးကြဆုံးတိရစ္ဆာန်dinosaur ကိုကျတော့ဟိုလို့ခေါ်ပါသူမျိုးစုနာမည်က Heterodontosaurus hetero ဆိုတာက different odonto ဆိုတာ teeth ပေါ့နော် different to the saurus ဆိုတာ lizard နော် different to the lizard ခေါ်တော့ဘာလို့အဲ့လိုခေါ်လဲဆိုတော့သူ့မှာအဲ့ dinosaur မှာဆိုတာသွား3မျိုးရှိတယ်ဆွဲသွားတွေလည်းရှိတယ်ထိတ်မှာကိုက်ဖြတ်တဲ့အသားတွေမှာကိုက်ဖြတ်တဲ့သွားမျိုးလည်းရှိတယ်အနောက်ကမှာအန်သွားလိုမျိုးသွားမျိုးလိုမျိုးဟိုပေါ့အသီးရွက်စားတယ်ကျွန်တော်တို့သွားလို့ပဲကျွန်တော်တို့ဆွဲသွားတူဟိုပေါ့နည်းနည်းပိုတူတာပေါ့ဒါပေမဲ့အဲ့သူတို့ဒီ Heterodontosaurus ရဲ့သွားပုံစံကဘာကိုပြလဲဆိုတော့သူကရွက်ကောအသီးရွက်အသီးရွက်ကောအသားအောင်စားနိုင်တယ်ဆိုတဲ့သဘောပြတယ်ဒါကူပြောင်းကာလာပေါ့အစောပိုင်းတော့သူအသားစားရဲ့ trace ဆိုင်ဖြစ်ခဲ့ရနေပြီးတော့ဒီ USR ရဲ့ဘက်ကိုကူပြောင်းနေတဲ့ transition မှာဖြစ်တွေ့ရတယ်သွားပုံနောက်ပိုင်းပေါ့Ornithopod dinosaur တွေအကုန်လုံး USR ရဲ့ကောင်လို့ Iguanodon တို့ပါလို့ကောင်လို့အဲ့လိုဟာမျိုးတွေကလုံးဝ USR ရဲ့ကောင်ဖြစ်သွားဟုတ်ကဲ့ဆိုတော့ဒီမဲ့ကလေးတော့မေးတာမဟုတ်ပါဘူးဆိုတော့ဒီမဲ့မေးချင်တာတစ်ခုကလေဒီအဲ့ဒီကျွန်တော် sauropods တွေတော်တော်ကြီးကြီးတဲ့ကောင်တွေကဘာလို့သူတို့ကြီးတာလဲပေါ့တနည်းပြောရင်တော့ဒီ gravity ကိုစန့်ကျင်ပြီးသူတို့ဘာလို့ကြီးနိုင်တာလဲကိုကျော်တော့အဲ့ဟာတွေကလေကျွန်တော်အဲ့ဒါတော့အဲ့မေကောင်က teacher research မလုပ်တာလေဒါပေမဲ့ကျွန်တော်ဖတ်ဘူးလို့ပြောရရင် तू က dinosaur တွေကလေ dinosaur တွေကဟိုပါပေါ့အမှန်တော့ဒီကောင်လေးကောင်နဲ့ weight ကြီးလေဒီနေ့ချင်းသေးအမတွေနဲ့ခုနဆက်ကြွေးနေwildebeest နေပေါ့အကောင်ကြီးလေမဲလိုက်ရတဲ့ကောင်ကတိုက်ရခတ်သွားလေအဲ့တော့အကောင်ပူဒီ prey ရလည်းအကောင်ပူကြီးကိုကျိုးevolve ဖြစ်တယ်ပေါ့အဲ့မှာဟိုကလေ predator လည်းလိုက်အကောင်တော့လိုက်ပြီးတော့ကြီးရတယ်အဲ့လိုနဲ့ arms race ပေါ့အဲ့ဘာတပြန်ကြားတပြန်ကြီးလာတဲ့အရွယ်ကြီးဆိုနောက်ပိုင်းကျွန်တော်ထပ်ပြောမရရှိသေးအဲ့ဟာနဲ့ပတ်သက်ပြီးတော့အဲ့ဟာကြောင့်အကောင်ကြီးလာလို့ပြောတာနောက်တစ်ခုကဘာလဲဆိုတော့သူ့မှာကြီးပိုင်ဝင်လည်းရှိတယ်ဘာလို့လဲဆိုတော့သူ့အယိုးတွေကပွားကျွန်တော်တို့စင်နေဟိုရဲ့အယိုးမျိုးမဟုတ်ဘူးအထဲထဲမှာအခေါင်းပေါက်တွေရှိတယ်ခေါင်းပေါက်တွေရှိတယ်အယိုးကပေါ့တဲ့ခါကျတော့အရွယ်ကြီးဝင်ရတယ်အဲ့ဟာကြောင့်လည်းပါတယ်ဟုတ်ကဲ့ဒါပြောရင်တော့အယိုး structure ကြောင့်လည်းပါမယ်ပေါ့နော်အဲ့လိုပေါ့နော်ပါပေါ့ဟုတ်အယိုးတိဆောက်ပုံကြောင့်ဟုတ်ကဲ့ဒါအဲ့ဆိုရင်အများဆုံးမေးတဲ့မိကွန်းဆရာဟိုကပြောအများဆုံးမေးတဲ့မိကွန်းကလေးတွေအများဆုံးကိုမေးတဲ့မိကွန်းကဘာလဲဆိုတော့အဲ့ T-Rex ရဲ့ရှေ့လက်ကဘာလို့သေးနေတာလဲတဲ့အဲ့ဒါ user အများကြီးတယ်အရင်တော့တချို့ user ဆိုရင်အဲ့ T-Rex ကိုဟိုပါပေါ့မိတ်လိုက်တဲ့အချိန်မှာကင်ဖို့တော့နော်မိတ်ဖက်ကိုကင်ဖို့ဖြစ်တာတော့နောက်တချို့ကြတော့သူတို့အမဲလိုက်တဲ့အချိန်မှာအဲ့သားကောင်ကိုကင်ထားဖို့နော်အဲ့လိုကင်ထားဖို့အတွက်တချို့ကြောင့်လည်းဒီသူစားနေတဲ့အချိန်မှာသူအသားကိုကုတ်ဖဲ့ဖို့အတွက်အဲ့ဒါမျိုးအတွက်ဒီလက်သေးသေးလေးကြံနေပြောတာပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာကတော့နောက်ဆုံးခုနောက်ပိုင်းပြောလာတဲ့ user မှာတော့ဘာလဲဆိုတော့အဲ့လက်တွေဟာ vessi ရပဲဟိုလိုမျိုးကျွင်းကြံရတဲ့လက္ခဏာတွေပေါ့နော်ဟိုလိုမျိုးတကယ်အသုံးမဝင်တော့ဘဲကျွင်းကြံရနေတဲ့လက္ခဏာတွေပြော even ဒါ T-Rex မှာလည်းရှိတယ်မဟုတ်တခြား dinosaur တွေပါလည်းရှိဟိုတစ်ခါတော့ကပါလေDavid Attenborough ရဲ့ဟိုပါလေ prehistoric planet လေအဲ့မှာတော့ပါသေးတယ် T-Rex မဟုတ်ပါလေကပါလေ Ceratops ဆိုလားအဲ့ dinosaur တွေအဲ့အကောင်ဆိုလဲအဲ့လိုပဲလက်လက်တိတိလေးလေအဲ့မှာဟာထားတော့လောက်တာဒီအဲ့တခြား dinosaur တွေမှာလို့လက်တိတိလေးတချို့ user တွေမှာဆိုအဲ့လက်တွေကအပြင်မှာတော့မမြင်ရတော့ဘူးလို့တော့ပြောတာထားမျိုးတော့ရှိဥမာဘာလို့ဟာမျိုးလဲဆိုဥမာဒီနေ့ကဝေလာငါးပါဆိုရင်ဒီတင်ပစုံရိုးတင်ပစုံရိုးလေးတွေရှိတယ်ပြီးရင်မွေတွေဆိုလို့ရှိရင်လည်းတချို့စပအုံးမွေလို့ဟာ Python လို့စပအုံးမွေဆိုလို့ရှိရင်လည်း
ပေါင်ထဲမှာရိုးလေးရှိအဲ့ရိုးတွေအပြင်မှာမမြင်ရအောင်6လောက်နေလည်းမတွေ့ရသူ့မှာလည်းရိုးစုံမှာတော့အဲ့လက်တွေကရှိတယ်ဒါပေမဲ့အထက်မှာမြုပ်နေဆိုတော့အဲ့လိုမျိုးပြောယူဆရတာရှိတယ်အခုပြောတဲ့နောက်ပိုင်းဟာတွေကတော့ဘယ်လိုမျိုးလဲဆိုတော့သူတို့ကခေါင်းကြီးတယ်ဒီ T-Rex ကခေါင်းကြီးတယ်ဒီမေးရိုးတွေတန်တယ်6လောက်တွေတန်တယ်ဆိုတော့အဲ့ဟာနဲ့အဓိကမဲလိုက်နော်အဲ့ဒါကြောင့်သူ့လက်တွေကသုံးမလို့တော့ပြင်းတယ်သေးသွားတယ်ပြီးတော့အဲ့လက်တွေကရှည်နေရင်အဲ့ခုနခေါင်းကြီးပြီးဟိုဖြစ်ပြီးတော့မေယိုးတန်တဲ့ဟာတွေအလုပ်ဖြစ်နေတဲ့အခါအဲ့လက်တွေနဲ့သူတို့အချင်းချင်းအကောင်တွေအများကြီးစုပြီးတော့ဟိုမှာသားကောင်တစ်ကောင်လေးကိုအကောင်တွေT-Rex အများကြီးစုပြီးမဲလိုက်တဲ့ဟာတော့အချင်းချင်းတော့ကြိုက်မိမှာဆိုသူတို့ချင်းတိုက်ကြတယ်ဆိုရင်အဲ့လက်ကအသုံးဝင်မဲ့စားသူ့ဒုက္ခပေးမိတာဖြစ်သူ့အတွက် liability ဖြစ်အဲ့တော့အဲ့ဟာကိုသေးလိုက်အဲ့သေးလိုက်ဖို့တဲ့ evolution က favor ပေးနော်အဲ့လိုမျိုးရှင်းပြတာဟုတ်ဆိုတော့နောက်တစ်ခုကကျွန်တော်တွေးဖို့တာနောက်တစ်ခုရှိတယ်ဘာလဲဆိုတော့အဲ့T-Rexကျွန်တော်တို့ဆိုထားလို့ရှိရင်လက်နဲ့ထားရလေလှဲနေထားရင်လက်နဲ့ထောက်ထားဒီကောင်လေးလက်ကတိုးတော့ဘယ်လိုထားမလဲပေါ့အဲ့ကျွန်တော်လိုက်ရှာဖတ်ကြည့်သူကဘာနဲ့ထားလဲအဲ့6လောက်နဲ့အမီးကိုပဲထောက်ပြီးထားတာပြန်ထားလှဲပြီးတော့လှဲပြီးပြန်ထားအဲ့လိုထားဟုတ်ကဲ့အဲ့တော့ तू ကဟိုအမီးရဲ့အသုံးချတဲ့ဟာပိုများတာပေါ့နော်6လောက်နဲ့အဲ့ဒါနဲ့ခေါင်းနဲ့အဲ့ဒါအဓိကဖြစ်သူဟုတ်ကဲ့ဟိုကျွန်တော်အချက်မှပြောသွားတဲ့ဟာထဲမှာဒီဟိုမွေတွေကထားပါတော့6လောက်ပဲပေါ့ကျွန်တော်ထားပါတော့ဟိုလေးတွေပါတယ်လေအဲ့ဒီကောင်တွေကတချို့ကျွန်တော်တို့ဗီဒီယိုတစ်ခုမှကြည့်လိုက်ရတော့ဟိုနောက်ပိုင်းဒီ6လောက်နေတောင်ပြန်ထွက်လာနိုင်မယ်လို့ပါတော့သုံးသပ်ကြတာမျိုးတွေ့ရတယ်နော်ကိုကျော်စွာအဲ့ဖြစ်တော့ဖြစ်နေတယ်အဲ့လိုတော့တေချာမဖတ်ဘူးဒါပေမဲ့ဖြစ်တော့ဖြစ်နေတယ်ဘယ်လိုဖြစ်နိုင်လဲဆိုတော့ဘယ်လိုဖြစ်နိုင်လဲဆိုဥပမာဟိုသူတို့ experiment တွေရှိတယ်ဒီကြက်မှာလောက်ထား experiment တွေရှိတယ်အဲ့ဒီနေ့ကကြက်တွေမှာနှုတ်သီးပဲရှိသွားမရှိတော့ဒါပေမဲ့အဲ့သွားကိုထုတ်လုပ်တဲ့ gene တွေကိုသူတို့မျိုးဗီဇမှာသွားပြီးပြင်လိုက်လို့ရှိရင်အဲ့ငှက်ဟောမှာသွားလေးထွက်လာတယ်ဆိုတာရှိတယ်ဆိုတော့တကယ်လို့အဲ့ဒီသွားထုတ်လုပ်တဲ့ gene တွေကသူ့ထဲမှာအကောင်းတိုင်းကြံနေပြီးသုံးတော့မသုံးဒါပေမဲ့ကြံနေသေးတယ်ဆိုလို့ရှိရင်အဲ့ခလုတ်ကိုတော့ဖွင့်လိုက်ရင်အဲ့ပြန်ပွင့်လာသူ6လောက်ပြီးလည်းအဲ့လိုမျိုးခလုတ်ပွင့်ရင်ပြန်ပွင့်အဲ့ဒါသူဟိုလို့ပေါ့လေ activism လို့ခေါ်တယ်ဟိုလူမှာအမီးထွက်လာတဲ့ဟာမျိုးတွေလည်းရှိတယ်အဲ့ဒါမျိုးဆို activism လို့ခေါ်တာသူ့မှာတိမ်မြုပ်နေတကယ်မရှိသေးပေမဲ့ gene toolkit ထဲမှာရှိနေသေးတယ်အဲ့ဒါကိုတကယ်တော့ဖွင့်လိုက်တယ်ဆိုတော့ပြန်ထွက်လာအဲ့ဟာဟုတ်ဟိုကျွန်တော်တို့ကလေးတွေမွေးတဲ့ခါမှာအမီးလိုပါလို့ပါလာတာတွေပါလေဟုတ်အဲ့ဒါကိုပြောဟုတ်ကဲ့ကျော်စွာအဲ့ဆိုရင်နောက်တစ်ခုကကျော်စွာဟို Brachiosaurus တွေကရေကူးတတ်သလားတဲ့ဟုတ်အဲ့ဒါကအဲ့ဒါလည်းနည်းနည်းကြာပြီသူကဘယ်လို19ရာစု20ရာစုတခြားမှာရှိရဲ့ယူဆတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်လို့အဲ့ယူဆဖြစ်လာလဲဆိုတော့နှစ်ချက်ရှိရပါတော့ပထမတစ်ချက်ကအဲ့ဒီ Brachiosaurus ရဲ့ဟိုပေါ့ခေါင်းပုံရုပ်ကျွဲမှာသူ့ရဲ့ဟိုပေါ့ဒီနှာခေါင်းပေါက်အဲ့နှာခေါင်းပေါက်ကခေါင်းအပေါ်ကိုပို့ရောက်ဝီလာ9လို့ဝီလာ9ဆိုရင်ခေါင်းအပေါ်မှာသူ့နှာခေါင်းပေါက်ရှိအဲ့လိုမျိုးသူကလည်းပေါ်ရောက်တော့လူရဲ့တွေ့ရအောင်အဲ့တိတ်ပဲမချင်းတွေ့ရအဲ့ကောင်တွေကရေထဲမှာနေမယ်ရေတွေကရေမိုးတွေပါစားပြီးတော့ရေထဲမှာပဲနေပြီးတော့အဲ့ရေတစ်ခုလုံးရေစိမ်အများနဲ့ရေစိမ်နေပြီးတော့အဲ့ခေါင်းလေးပဲပေါ်လာပြီးအဲ့အပေါ်ကဟွာလေးနဲ့နှာခေါင်းပေါက်လေးအသက်ရှူပြီးရေထဲမှာပုံပြီးတော့အဲ့လိုလေးနေတယ်သူတွေ့အဲ့လိုမျိုးစဉ်းစားကြရအောင်အဲ့ဒါတစ်ချက်ပေါ့နော်ဒါပေမဲ့အဲ့ဟာရဲ့အခုနောက်ပိုင်းကျတော့ယူဆတစ်ခုချင်းစီပြောတာနော်အဲ့ဟာမဟုတ်တော့အဲ့လိုမယူဆတော့ဘာလို့လဲဆိုတော့တဲ့အခုနောက်ပိုင်းယူဆတွေမှာကျတော့နှာခေါင်းအပေါ်ဒီကူးကောင်းကောင်မှာနှာခေါင်းအပေါက်ကတော့အဲ့လိုမျိုးအပေါ်ရောက်နေတာဟုတ်တယ်ဒါပေမဲ့အသက်ရှင်နေတဲ့ကာလမှာအဲ့ဒီနှာခေါင်းတကယ်နှာခေါင်းဒီအပြင်မှာမြင်အသားအနေနဲ့မြင်နှာခေါင်းကဒီမှာရှိမှာပေါ့ဥပမာကျွန်တော်လူမှာဆိုလို့လူရဲ့နှာခေါင်းကလူရဲ့ခေါင်းကိုအယိုးတွေကနှာခေါင်းကဒီနောက်မှာရှိမှာအဲ့တကယ်ရှိရပါကဒီရှိမှာရအဲ့သူတို့ကခေါင်းဝင်အပေါ်ဘက်တော်တော်ကြီးရောက်သွားပြီတကယ်အသားအပြည့်နဲ့ခန္ဓာကိုယ်မှာရှိတဲ့နှာခေါင်းဘောက်ကပုံမှန်လိုပဲရှေ့ဘက်ကိုအများကြီးရောက်မယ်လို့ပြောင်းလဲယူဆလာတယ်အဲ့မှာလေသူ့ဟာမှာ paper တွေရှိလိမ့်မယ်တေချာဖက်ကျင်ဘာလို့အဲ့လိုမျိုးပြောင်းလဲယူဆလဲဆိုတာရှိတယ်ကျွန်တော်လည်းမြန်ကြည့်လိုက်ရတော့လေအဲ့လောက်တော့အသေးစိတ်မဖတ်ခဲ့ရအဲ့လိုယူဆရှိဘာလို့အဲ့လိုဖြစ်ဟိုနှာခေါင်းကရှေ့ရောက်တယ်လို့ထင်လဲဆိုတော့ယူဆရှိလိမ့်သူတို့ပြောတာကတော့အဲ့ဒီလိုမျိုးဒီနှာခေါင်းကတကယ်အယိုးတွေကနှာခေါင်းပေါက်ကအနောက်ရောက်ပြီးတော့ဒီအသားနဲ့ဒီတကယ်ဟိုလူဟိုနှာခေါင်းအပေါက်အဆက်ကရှေ့ရောက်ပြီးတော့အယိုးအပေါက်ကအနောက်ရောက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီနှာခေါင်း cavity ကို nasal cavity ကိုအတွင်းထဲရဒီ nasal cavity ပိုရှည်သွားတယ်ပုံမှန်တဲ့ပိုရှည်သွားမယ်
အဲ့ဒါတော့ဖြစ်နိုင်တယ်နှာခေါင်းရတကယ်ထိရောက်နေရမဟုတ်ဘဲနဲ့နှာခေါင်းဘောကရှေ့ရောက်မယ်အဲ့နှာခေါင်းဘောနဲ့ဒီအယိုးအတွင်းရဲ့ internal nails ပေါ့နော်ဒီအယိုးနှာခေါင်းပေါက်နဲ့ဒီ cavity ကပိုရှိသွားမယ်အဲ့တော့ maybe အဲ့ဒါကသူအသက်ရှူဟာပေါ့ဘယ်လိုပြောမလဲသူတို့ပြောတော့အနံ့ခံပိုကောင်းတယ်နော်အနံ့ခံပိုကောင်းအနံ့ခံရောပိုကောင်းဖြစ်နိုင်တယ်နောက်တစ်ခုဖြစ်နိုင်တာကတော့ဒီနေ့ခေတ်ဟိုနှာခေါင်းပေါက်ရှိတယ်ပုံစံတော့ရှိတယ်သူတို့တွေမှာအဲ့နှာခေါင်းပုံမှာအယိုးအဖုလေးတွေဟိုအမောက်ကလေးတွေအဲ့လိုမျိုးတစားဆင်ထားမျိုးတွေရှိတယ်အဲ့လိုမျိုးဒီ Brachiosaurus မှာလည်းအဲ့လိုပုံစံမျိုးတစားဆင်ထားမျိုးခေါင်းပေါ်မှာမိတ်ဖက်ဆွဲဆောင်မှုပေါ့အဲ့လိုမျိုးဒီခေါင်းနှာခေါင်းပေါ်မှာတစားဆင်ထားတဲ့အဖုတွေအမောက်တွေရှိနေတယ်အဲ့လိုမျိုးပြောင်းယူဆလာဒါကတော့ပထမ reason ပေါ့ဒီခေါင်းပေါ်မှာနှာခေါင်းပေါက်ရှိလို့ရေထဲမှာနေခဲ့နိုင်တယ်လို့တွေးတာနောက်တစ်ခုကတော့အဲ့ဟိုအရင်ခေတ်တွေတုန်းကအဲ့ဒီ dinosaur တွေရဲ့အယိုးကအရန်ပုံမှန်စင်နေပါရဲ့အယိုးလိုမျိုးပဲထူထဲသိမ့်သီးမယ်ထင်တယ်အဲ့တော့ကြောင့်တို့ကဒီလောက်အကောင်အကြီးတွေကအဲ့လောက်ကြီးအကောင်ကြီးတွေဒီတိုင်းလမ်းလျှောက်တော့ကုန်းပေါ်မှာဒီတိုင်းလမ်းလျှောက်မဖြစ်နိုင်ဒီထဲမှာသူပေါ့သွားတာဒီရေပင့်အားနဲ့ပေါ့သွားတဲ့အခါကျတော့အဲ့တော့မှဒီကောင်လမ်းလျှောက်ရမယ်လို့တွေးခဲ့တာမျိုးရှိတယ်ဒါပေမဲ့နောက်ပိုင်းဒီဘက်နောက်ပိုင်းခေတ်တွေမှာပေစာပြန်ပြီးတော့ biomechanical model ပြန်လုပ်တဲ့အခါကျတော့အဲ့လိုလုပ်เสียမလို့မှန်းသိกว่าကြတယ်အဲ့မှာအထူးသဖြင့်ခုနကကျွန်တော်ပြောသလိုပေါ့အဲ့သူတို့တွေရဲ့အယိုးတွေမှာအခေါင်းပေါက်တွေအများကြီးရှိတယ်အဲ့ကျွန်တော်ပုံလေးပြန်ဟောအဲ့အခေါင်းပေါက်တွေကဟိုမှာလေးငှက်တွေမှာလေးရှိတယ်ဆိုတော့ခဏနော်ပုံလေးပြန် share ဆိုတော့အဲ့ပုံလေးမှာတွေ့နော်ဒီငှက်တွေမှာဆိုလို့ရှိရင်လေသူ့ရဲ့အဆုပ်မှာပဲလေကအဆုပ်ကိုပဲအဆုပ်နဲ့ဆက်နေတဲ့လေအိတ်ပြေးလိုက်ပြီးတော့ဒီမှာကြည့်တွေ့ရအောင်နော်ဒီမှာသူကဒီဘက်ကပုံက tidal breathing ဆိုတာကျွန်တော်တို့လူမှာအသက်ရှူပုံပဲဘာလို့ tidal breathing လို့ခေါ်ဆိုဒီလိုပဲလေကဝင်လာဝင်လာပြီးပြန်ဒီတိုင်းပြန်ထွက်သွားတယ်နော်အဲ့တော့သူကဒီလိုအတက်လိုက်ကျလိုက်လေကဝင်လာလိုက်ပြန်ထွက်သွားလိုက်အဲ့လိုမျိုးဖြစ်တယ်အသက်ရှူနေပေါ့ by direction နဲ့ပေါ့ဝင်လာတယ်ပြန်အဲ့လာလန်းတိုင်းပြန်ထွက်သွားတယ်နော်အဲ့လိုအသက်ရှူအဲ့ထက်ပိုကောင်းတဲ့အသက်ရှူနေရငှက်တွေမှာရှိတယ်သူက unidirection နဲ့အသက်ရှူသူအသက်ရှူလိုက်လို့ရှိရင်အဲ့ရှူလိုက်တဲ့လေကအဆုပ်ကိုမဝင်ပါဘူးမဝင်မဲနဲ့အဲ့လေအိတ်တွေဝင်သွားတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာဖြန့်ကျက်ပြီးရှိအယိုးတွေမှာဖြန့်ပြီးရှိနေလေအိတ်တွေဝင်သွားတယ်အသက်ပြန်ရှူထုတ်လိုက်ခြင်းကျအဲ့လေအိတ်ကလေတွေအဆုပ်ကိုဖြတ်ပြီးတော့နှာခေါင်းကနေပြန်ထွက်သွားတယ်သူကဝင်တဲ့လမ်းကြောင်းကနေပြန်မထွက်ဘူးသူကတပတ်ကြီးပတ်ပြီးဒီအိတ်ဆက်တွေကိုတပတ်ကြီးပတ်ပြီးတော့အဆုပ်ကနေပြန်အဆုပ်တွေကိုပြန်ဝင်ပြီးတော့နှာခေါင်းပြန်ထွက်အဲ့လိုမျိုးပြန်ထွက်အဲ့တော့သူက unidirectional breathing အဲ့ဒါကဘာကောင်းလဲဆိုတော့လေကတစ်ဖက်တည်းပဲသွားနေတဲ့အခါကျတော့ပို့ပြီးတော့ ventilation ပိုကောင်းသူလေဝင်ထွက်ပိုကောင်းဒီကောင်ကျတော့လမ်းကြောင်းတစ်ခုတွေကိုပဲသုံးနေတဲ့အခါကျတော့လူရဲ့အဆုပ်ကြတော့အဲ့လိုမဟုတ်ဝင်လာပြီးဒီ gas exchange ပေါ့နော်ဒီ oxygen နဲ့ကောင်လိုက်တဲ့လေတွေပြီးအဲ့အပေါက်ကပြန်ထွက်ရတယ်ဟိုကောင်ကျတော့ဝင်လာတစ်ပေါက်ပြန်ထွက်တဲ့ဟာတစ်ပေါက်ဟိုတကယ်ဟိုပေါ့သွေးတဲ့အောက်ဆီဂျင်နဲ့ကောင်လိုက်တဲ့လေတဲ့နေရာတစ်ခုအသက်ကိုရှူသိမ်းပြီးတော့စုထားတဲ့လေကနောက်တခြားနေရာမှာစုတာအဲ့ဒါမတူရတော့ကြောင့်သူတို့အသက်ရှူတွေကပိုကောင်းအဲ့လိုပိုကောင်းလို့လေသူတို့ကအိတ်ငှက်တွေကောင်းအဲ့လိုရှောက်ပြန်နေလို့ရတယ်လူလိုမျိုးရှူနေလို့ရှိရင်သူတို့အောက်ဆီဂျင်အဲ့လိုမရနိုင်
ဟုတ်ကဲ့ဟုတ်တော့အဲ့လိုမျိုးငှက်တွေမှာရှိတဲ့ဒီ air site တွေကိုအဲ့ dinosaur တွေမှာသူတွေ့လာနော်ဆိုတော့အဲ့ဒါကြောင့်လဲအဲ့ air site တွေရှိနေတဲ့အတွက်ကြောင့်လဲ dinosaur တွေရဲ့အယူတွေကအထင်းမှာအခေါင်းပေါက်တွေဖြစ်ပြီးတော့ပေါ့နေအဲ့လိုပေါ့နေတဲ့အတွက်ကြောင့်လဲခုနကလိုဒီ Brachiosaurus ဆို dinosaur တွေရေထဲမှာတည်စရာမလိုဘဲနဲ့ဒီအဲ့လောက်အရွယ်စားကြီးနေတဲ့ကုန်းပေါ်မှာသွားနေတဲ့တိရစ္ဆာန်တွေဖြစ်နေရပါတော့ဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲဆိုတော့ဒီ dinosaur နဲ့ငှက်တွေနဲ့အမျိုးနွယ်တဲ့အတွက်ကြောင့်ဖြစ်ရတာပေါ့နော်ဆိုတော့ဒီငှက်တွေရဲ့ပြောလို့ရှိရင်တော့ဒီငှက်တွေကအဲ့ဒီလိုမျိုးဒီ air sac တွေဒီအရိုးတွေမှာလေအိတ်တွေရှိတဲ့ဆိုအုပ်စုတစ်ခုကနေပြီးတော့ပေါက်ဖွာလာတဲ့အတွက်ကြောင့်ငှက်တွေမှာ dinosaur ပုံစံမျိုးဒီလိုအရိုးခေါင်းပွားအရိုးရှိတယ်ပြောပါဟုတ်ကဲ့ဒါကြောင့်မို့လို့သူတို့ကမိုင်းထောင်ချီတွေသူတို့ကသွားနိုင်ပြီးတော့ stamina တွေကကောင်းနေတာပေါ့ဟုတ်တယ်သူတို့ metabolism ပိုကောင်းတယ်လူတွေလည်းပိုပြီးတော့အင်အားကောင်းဟုတ်ကဲ့ဆိုတော့အဲ့ဒါဆိုရင်နောက်ထပ်မေးခွန်းကလေ dinosaur တွေရှိရင်တဲ့လူတွေရှိနိုင်မလားတဲ့ပြီလို့ဟုတ်ဟုတ်ကဲ့ရတယ်ခုနကမှလေကျွန်တော်မှတ်တာတခုရှိသေးတယ်ခုနမေးခွန်းပါလေ Brachiosaurus တွေမှာအဲ့သူတို့မှာအဲ့လိုမျိုးခေါင်းရဲ့အနောက်ကိုဒီနှာခေါင်းပေါက်ကဥကောင်းကိုနှာခေါင်းပေါက်ကခေါင်းနောက်ကိုရောက်တဲ့ဟာဆင်နေမှာလည်းရှိအဲ့တော့နှာမောင်းရှိတဲ့တိရစ္ဆာန်တွေမှာလည်းအဲ့လိုပဲနှာမောင်းဆိုတာလည်းအဲ့ဒါပဲလေဒီနှာခေါင်းပေါက်ရဲ့ရှည်သူ့ရဲ့ဟိုအယိုးကနေဒီထိပ်ကိုသွားတယ်ရှည်လုံးတယ်အဲ့ဒါကြောင့်ဒီဟာသူဆင်မှာနောက်ဟုတ်ကျွတ်ဆင်လာဘလို့အဲ့ Brachiosaurus မှာနှာမောင်းရှိတာဆင်တော့နှာမောင်းရှိဘူးလားပဲဒါပေမဲ့ဆင်ရဲ့နှာမောင်းမှာကြွတ်သားတွေအများကြီးပါတယ်ဖတ်ဘူးမအောင်အဲ့ထောင်ကနန်းရှိကြွတ်ဟို muscle group တွေအများကြီးအဲ့ဒါယူထိန်းချုပ်ဖို့အတွက်သူ့အုံနောက်ကလည်းအများကြီးအလုပ်လုပ်နေရပေးရတယ်အဲ့ဟာကိုထိန်းချုပ်တဲ့ဟို facial nerve လူမှာဆိုရင်ဟိုပါပေါ့ဒီမျက်နှာကြွတ်သားလှုပ်တဲ့အာရုံကြောတွေရှိတယ်ပြီးဟို facial nerve လူရဲ့ဟိုပါပေါ့ခေါင်းပိုင်းမှာအာရုံကြောအစုံလိုက်12ခုရှိတယ်အဲ့ cranial nerve ဆိုတဲ့အာရုံကြော12ခုရှိအဲ့ဒီက9ခုမြောက်နော်9စုံမြောက်အဲ့ကောင်ကဒီမျက်နှာကြွက်သားတွေထိန်းချုပ်တဲ့အာရုံကြောအဲ့ဒီ facial nerve ကအဲ့ဟိုဘာအဲ့ facial nerve ကပဲဒီနှာမောင်းရဲ့ကြွက်သားကိုထိန်းချုပ်တာနော်အဲ့တော့ဒီစင်ရဲ့ဒီ facial nerve သွားတဲ့လမ်းကြောင်းဒီ facial nerve အာရုံကြောသွားတဲ့လမ်းကြောင်းကအဲ့မှာအရာလေးပေါ့ဒီမြောင်းအရာလေးဖြစ်ပြီးရှိတယ်ပြီးဒီဥကောင်းကိုတနေရာဖောက်တဲ့နေရာမှာအပေါက်ရှိအဲ့အပေါက်တွေကိုကြည့်ပြီးတော့စင်ရဲ့အဲ့ facial nerve အာရုံကြောဘယ်လောက်ကြီးလဲဘယ်လောက်တုတ်တယ်ဆိုတော့သူကြည့်လို့ရတယ်အဲ့ဒါကိုဒီ Brachiosaurus ဆိုနှိုင်းရှင်တဲ့အခါကျတော့ Brachiosaurus တော့ပိုကြီးမှာပေါ့သူ့ဘောက်ကသူခေါင်းဝင်ညာကြည့်ရဆိုတာဒါပေမဲ့သူ size ချင်းရှင်ကြည့်လို့ရှိရင် relatively ရှင်ကြည့်လို့ရှိရင်ဒီ Brachiosaurus ရဲ့ facial nerve ကသေးတယ်သေးတဲ့အခါကျတော့နှာမောင်းရှိလောက်မယ်လို့မဖြစ်နိုင်ဒီနှာမောင်းထောက်ပံ့နိုင်လောက်တဲ့ဒီအာဝန်ကြောမြင့်တွေမရှိနိုင်အဲ့ဒါကိုထောက်ရှုခြင်းအပြင်သူတို့မှာနှာမောင်းတကယ်မရှိတော့ဘူးပြန်ပြီးတော့ပြန်ညှင်းထားတယ်ပေါ့အဲ့ဒါအဲ့လိုလည်းတွေ့ရတယ်ဟုတ်ကဲ့အဲ့လိုနောက်မေးခွန်းဆက်သွားလိုက်ဟုတ်ကဲ့သူကဒီ dinosaur တွေရှိရင်လူတွေရှိနိုင်မလားနော်ဆိုတော့လူတွေကပေါ့နော်လူကျွန်တော်တို့တွေကတွေးလေရှိတာကဒီဟောပေါ့အဲ့ဒါတော့တစ်ချက်ပြန်ကြည့်လိုက်အောင်ပဲသူကဟောပေါ့ဒါလူတွေတွေးလေရှိတာဒီ dinosaur တွေကဒီအိတ်ထားပေါ့ဒီတက်လေကပ်ပေါ့ဒီတက်လေကပ်ကဘာကြီးကိုစိုးမိုးထားဘူးလုံးဝစိုးမိုးထားတယ်လို့တွေးတယ်နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီကာလမှာဒီနိုးတဲ့တော်တွေက dinosaur တွေရှိရကြောင်းလို့မကြီးနာတယ်ဘူးသူတို့တွေကအဲ့လိုပုံခုံပြနေနေရ dinosaur ရဲ့မျိုးတုံးအောင်မှနိုးတဲ့တော်တွေပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးဒီရင်တော့တွေးကြတယ်ဒါလူသိများတဲ့ယူဆပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာအဲ့ယူဆကိုနည်းနည်းလေးပြောင်းတွေးလာကြယူဆရင်ပြောင်းလာဘာပြောင်းလာလဲဆိုတော့ dinosaur တွေကဟုတ်တယ် dinosaur တွေကစိုးမိုးထားဟုတ်တယ်ဆိုတော့ဘယ်နေရာကိုစိုးမိုးထားလဲဆိုတော့အရန်ကိုအရွယ်ကြီးတဲ့ site တွေစိုးမိုးထားတယ်သူတို့အဲ့ဒီချိန်တစ်ပြိုင်တည်းမှာနိုးလိုက်တဲ့တော်တွေက
နိုးတဲ့တော်အဲ့ခေတ်မှာရှိနေ Jurassic နောက်ပိုင်းလောက်မှာနိုးတဲ့တော်ဟိုဘယ်ဖြန်လူအကောင်တွေရဲ့ဟိုရှေးပြီးမျိုးနွယ်ဆို Cretaceous period မှာရဆိုရှိနေအဆောက်ရှိပါတယ်ဗာလေဟိုဗာလေSteve Bresser လာမယ်သူရေးထားတာဗာလေ The Rise and Reign of Mammals အဲ့မှာဒီ dinosaur တွေရှိတဲ့ခေတ်တွေမှာဘယ်လိုနိုးတဲ့တော်ရှိခဲ့လဲဟိုဖြစ်ခဲ့တယ်ကျွန်တော် review ရေးထားဘူးလားရှိဘူးအဲ့မှာသူအသေးသေးပုံပြဘူးအဲ့တော့ဆိုတော့အဲ့မှာတွေကနိုးတဲ့တော်အများကြီးရှိတယ်အဲ့နိုးတဲ့တော်တွေကအဲ့ dinosaur တွေရှိခဲ့တဲ့ခေတ်မှာနိုးတဲ့တော်တွေကရှိတယ်သူတို့ကကြတော့အရွယ်သေးတဲ့ site တွေကိုသူတို့စိုးမိုးထားတယ်ဘာလို့ထားလဲဆိုတော့ dinosaur တွေကလည်းအရွယ်နိုးတဲ့တော်တွေကိုအရွယ်ကြီးမလာအောင်ဟိုကန့်သက်ထားလို့ပဲနိုးတဲ့တော်တွေက dinosaur အရွယ်သေးဝင်မပေးဘူးဒိုင်နိုဆောတွေကနိုးတဲ့တက်တော်အပြေကိုသေးုံမလာနိုင်ဘူးသူတို့ကောင်လေးကလုံးဝဒုံလိုက်လောက်တာကိုရီနိုးတဲ့တက်တော်အရွယ်သေးရဲ့ဆိုင်အရွယ်သေးဆိုင်ဆိုတာဘယ်လောက်လဲခွေးရွယ်လောက်ကနေပြီးတော့ကြွက်ရွယ်လောက်အဲ့လောက်ရွယ်လောက်နေသူတို့ကစိုးမှုထားရည်စရာကောင်းတာအဲ့လောက်ဆိုင်တွေရတယ်အများဆုံးအပြင်ဒီ Cretaceous period ကုန်သွားတဲ့အချိန်မှာဒိုင်နိုဆောတွေမျိုးတုံးနေအုတ်ကာကေးဝင်ဆိုင်တဲ့အချိန်မှာအဲ့လိုအကောင်ငယ်လေးတွေကပဲကြံခဲ့ရဆိုတော့အဲ့ဆိုင်သေးတဲ့အကောင်တွေကသူတို့ကနေစိုးမှုထားတော့အဲ့မာတွေကဒိုင်နိုဆောတွေမျိုးတုံးမှုကအကြောင်းပါနေပြီးသားလိုမျိုးဖြစ်နေနော်အဲ့လိုမျိုးပေါ့ဆိုတော့ဒိုင်နိုဆောတွေရှိလို့ရှိရင်လူလိုတရိတ်ဆန်တွေတော့ရှိဖို့တိတ်ပြီးတော့မဖြစ်နိုင်ဘူးထင်တယ်။ဘာဖြစ်လို့လဲဆိုတော့လူဆိုတဲ့တရိတ်ဆန်တွေဒီတိုင်းဘွားနဲ့ပေါ်လာမဟုတ်ဘူးလူဆိုတဲ့တရိတ်ဆန်တွေဒီအိတ်လိုအကောင်တွေရတယ်ဖြစ်လာဆိုတော့အိတ်ပေဆိုတာဘယ်လိုမျိုးလဲဆိုတော့တစ်ပင်ပေါ်မှာနေတဲ့ primate အရွယ်ကြီးပြီးတော့တစ်ပင်ပေါ်မှာနေတဲ့ primate ပေါ့နော်ဒါပေမဲ့အဲ့လိုတစ်ပင်ပေါ်မှာနေပြီးတော့ဟိုကိုင်းနေကူးပြီးတော့ရှောက်သွားတဲ့ primate တွေကတက်တော်ကြီးတွေအုပ်ဆန်းဆန်းရှိတဲ့ခေတ်တွေမှာပဲရှိတာအဲ့လိုကာလတွေမှာပေါ်ပေါက်ခဲ့တာပေါ့နော်ပေါ်ပေါက်ခဲ့လူလိုမျိုးဟာမျိုးလမ်းလျှောက်တယ်မတက်လျှောက်တဲ့ဟောပေါ့နော်မျိုးနွယ်တွေပေါ့ဥမာလူမတိုင်ဒီ Homo habilis မတိုင်ခင်မှာဆိုရင်ဒီ Australopithecine primate ရှိတယ်သူတို့ကလူနဲ့ဒီ Homo အုပ်စုနဲ့အနီးဆုံး primate အဲ့ Australopithecine တွေပေါ်လာဘာလို့ပေါ်လာလဲဆိုတော့ဒီတက်တော်ကြီးတွေကဖြည်းဖြည်းနဲ့ပါသွားပြီး Savannah မြက်ခင်းတွေဖြစ်Savannah ဒေသတွေမှာကျတော့မြက်ခင်းဖြစ်သွားလိုက်ပြီးရင်တောအုပ်သေးသေးလေးပြန်ဖြစ်လာလိုက်မြက်ခင်းဖြစ်သွားလိုက်အဲ့လိုအပင်နေတဲ့ကျိုးတို့ကျင်းတွေဖြစ်သွားတဲ့အခါကျတော့လမ်းလျှောက်မှရတော့တယ်ဟိုလိုတကိုင်းနဲ့ကူးပြီးပြီးနေလို့မရတော့အဲ့ဒီနဲ့လမ်းလျှောက်တဲ့ဟိုဟာတွေဟို primate တွေပေါ်လာတယ်ဆိုတော့အဲ့လိုအုပ်ဆန်းရှိတဲ့ဟာမျိုးရှိမှာပဲဒီလိုမျိုးအိတ်တွေပေါ်လာတယ်ဒိုင်နိုဆောတွေခေတ်မှာအဲ့လောက်အုပ်ဆန်းရှိတဲ့သစ်တောတွေမရှိခဲ့ဘူးပထမချက်ကဒိုင်နိုဆောတွေရှိတဲ့ခေတ်တွေမှာတော့ဟာခေတ်များစုမှာပေါ့နော်ဘာတွေပဲဘလို့အပင်မျိုးတွေပဲရှိခဲ့လဲဆိုတော့ဒီဟို pine tree လိုမျိုးထင်းရှူးတွေနော်ထင်းရှူးတွေပြီးလို့ရှိရင်ဘုံတိုင်းပင်လိုပင်မျိုးတွေအဲ့ဒါမျိုးတွေပုံများတယ်ဒီလိုမျိုးအကိုင်းခက်ဖြာပြီးတော့လိုမျိုး canopy တွေအကြီးတွေဖြစ်တဲ့ဒီအပွင့်ဆောင်ပင်တွေတိတ်မရှိသေးဘူးသူအပင်ပုံစံမတူဘူးပေါ့ကိုင်းကူးလို့ရတော့တဲ့အပင်ပုံစံမျိုးမဟုတ်သူအပင်ဟိုလုံးဝမတူဖြစ်နောက်ပိုင်းခေတ်တွေမှာ Cretaceous နောက်ပိုင်းမှာတော့အဲ့ angiosperm တွေဒီအပွင့်ဆောင်ပင်ပေါ်လာတယ်ပေါ့အဲ့မဲ့အဲ့ဟာတွေအခြေတရားတော့အုပ်ကြီးနဲ့အခြေတရားဖြစ်လာတော့အချိန်ယူအောင်ပါဒီကေတို့ dominate ဖြစ်လာတာကအဲ့ဒီ Cretaceous မျိုးပြုံးတဲ့ဟာကြီးနောက်ပိုင်းဥပ္ပါကြီးကြာပြီးနောက်ပိုင်းကျမှသူတို့ကဖြစ်လာအဲ့လိုတစ်တော်တွေမရှိတဲ့အချိန်မှာမြောက်ဝန်တွေလည်းမရှိနိုင်အောင်ဒါဆိုရင်သူတို့ကပေါ်ပေါက်လာမယ်လူဆိုတာလည်းမရှိနိုင်ဘူးဟိုဘက်ကတစ်ဘက်ကပြန်စဉ်းစားရဆိုရင်ခွေးလောက်ရွယ်လောက်ကနေပြီးတော့ကြီးတဲ့အဲ့တဲ့ပိုကြီးရဲ့နိုးတဲ့တက်တော်ကတိတ်မရှိနိုင်ဘူးလူရွယ်လောက်ဆိုလို့ချင်းအဲ့လောက်ရွယ်လောက်ရှိရကို Velociraptor လို့ကောင်းနေတခြားဟို Ornithomimus လို့ကောင်းလို့ဒိုင်နိုဆောခန့်ငယ်ဒိုင်နိုဆောတွေရှိနေတယ်သူတို့ကစိုးမိုးထားမှာဒီ site အဲ့ဒါကြောင့်လူကအဲ့အချိန်မှာမရှိနိုင်တော့ဘူးတခြားဟာတွေကစိုးမိုးနေတယ်ပြီးတော့အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်ဒီ sauropod dinosaur ကြီးကအရင်အရွက်စားတဲ့ခါကျတော့ဟိုဒီနေ့ခေတ်စင်နေလို့ပေါ့စင်တွေကအဲ့လိုသွားမယ်ပြီးရင်အဲ့တစ်ပင်တွေလှဲပြင်မယ်အခောက်တွေခွာစားမယ်ပြီးနောက်တော့ပြောင်းမယ်အဲ့လိုသွားနေတာဒါပေမဲ့စင်တွေကအကောင်နေဟိုကောင်တွေကျတော့အဲ့ခေတ်တုန်းကဒိုင်နိုဆောတွေကျတော့ကောင်ရများတဲ့ခါကျတော့အဲ့တစ်တော်တွေမှာရှောက်ပတ်ပြီးတော့အဲ့မှာလိုက်ဖြိုးပြီးစားပြီးတော့ဟောဖြစ်နေတာစဘာနာလိုဖြစ်အဲ့ခေတ်တုန်းကသူတို့စားဝိုင်းနေရာတွေမှာအပင်တွေလဲပြီးတော့ကွင်းမြင်တွေဖြစ်ကြံနေဖြစ်သွားပေါ့ဟုတ်အဲ့လိုအခြေအနေတွေကလေခုနလိုမျိုး arboreal ဖြစ်တဲ့ဒီ large primate ပေါ်လာဖို့အတွက်ခွင့်မပေးဘူးဟုတ်ပြီဆိုတာဒီမှာကြားပြက်လေ
အဲ့ဒီ dinosaur တွေမျိုးတုံးတဲ့ကိစ္စမှာကိုကျတော့အဲ့ဒီဟိုဥက္ကခဲဝင်မှန်တဲ့ theory ပြန်ကိုကျတော့နောက်ထပ်ဘာတွေမြန်းရှိသေးလဲကိုကျတော့အဲ့ဒီဟာတွေကလည်းအငင်းခုန်တွေရောရှိတယ်ကျွန်တော်နောက်ဆုံးဖတ်ခဲ့ရတဲ့လောက်ကတော့သူကအငင်းခုန်ကတော့အဓိက၃မျိုးကြီးရပါတော့ပထမတစ်ခုက dinosaur တွေဖြည်းဖြည်းနဲ့အဲ့ဒီ Cretaceous နောက်ပိုင်းမှာတွေဖြည်းဖြည်းနဲ့ diversity နည်းလာပြီးတော့ဟို decline ဖြစ်လာတယ်လို့တွေးတယ်နော်အဲ့လို user တစ်ခုရှိတယ်ပြီးဒုတိယ user ခုနကပြောတဲ့အတိုင်းဥက္ကခဲကြာသွားတယ်ပထမအကောင်ကြီးနေနေရတယ်ဥက္ကခဲကြာသွားတယ်လို့မျိုးတုံးသွားတယ်နော်အဲ့ဒုတိယ user တတိယ user ကြတော့အဲ့ဒီကာလပတ်ဝန်းကျင်မှာပဲဒီအိန္ဒိယမှာရှိတဲ့ Deccan Traps လို့ခေါ်တဲ့ဒီမီးတောင်ပေါက်ကွဲမှုတွေဖြစ်တယ်အဲ့မှာဖျားเจ้าနေကျွန်တော်ပုံနေအရင်တော့ပြဘူးပဲဟိန္ဒူဖျားเจ้าနေရှိတယ်အဲ့ဟိန္ဒူဖျားเจ้าနေအဲ့ဟို trap ဆိုတာတော့ဟိုပြောတာဒီချောတူကြီးပေါ့ဟို Siberian ဆိုရင်ဟို Siberian trap ဆိုတာရှိတယ်သူက trap ဆိုတာဟို Russian စကားလား Siberian traps ဟိုအဲ့ Russian စကားနဲ့သူကဟို stay ဟိုစကားတဲ့သူက Swedish စကားတဲ့သူကအဲ့ဟိုလှေကတဲ့လိုမျိုးဖြစ်နေ step လိုမျိုးဖြစ်နေအဲ့ဒါကြောင့်သူ trap လို့ခေါ် trapper ဆိုတဲ့စကားလာတာအဲ့ Swedish စကားကနေလာအဲ့တော့အဲ့ trap ဆိုတာကအဲ့ဟိုချောမြင်ကြီးမှာဟိုချောကုန်းမြင်ကြီးပေါ့အဲ့ချောကုန်းမြင်ကြီးမှာအထစ်တွေလိုမျိုးဖြစ်နေလို့သူ trap ဆိုခေါ်အဲ့ချော်တွေကအရန်ကြီးတယ်အဲ့ trap လို့ခေါ်တဲ့ချောတူးကြီးအဲ့လိုကုဘကီလိုမီတာနဲ့အချီကြီးတယ်ကုန်းမြင်ကြီးဖြစ်တယ်အဲ့လောက်ဖြစ်တဲ့ကုန်းမြင်ကြီးရုပ်ပြက်ဖြစ်တာတော့မဟုတ်ဥပမာမီးတောင်ပေါက်လို့ဆိုနည်းနည်းပါဖူးဖူးနဲ့ပေါက်ပြီးဒေသမှာချော်ကြီးကြပြီးတော့အထွာလိုက်ပလေးတွေဖြစ်အဲ့လိုချော်တူးကြီးတွေဖြစ်တယ်ဆိုတော့တော်တော်များတဲ့မီးတောင်ပေါက်ကွဲမှုတွေဖြစ်ရမယ်ပြီးတော့နှစ်တွေလည်းနှစ်တစ်ထောင်လေးပေါ့နှစ်တစ်သောင်းတစ်သိန်းလောက်ဒီဖြည်းဖြည်းချင်းဖြစ်တယ်ဖြည်းဖြည်းချင်းစုလာတဲ့မီးတောင်ပေါက်ကွဲမှုတွေအဲ့ဒီဒေသမှာခဏဖြစ်တဲ့မီးတောင်ပေါက်ကွဲမှုတွေကြောင့်အဲ့လို Deccan Trap လို့မျိုး Siberian Trap လို့မျိုးဒီဟိုချော်ကုန်းမြင်ဖြစ်တယ်စိတ်ဝင်စားဖို့ကောင်းတာအဲ့ Siberian Traps ဖြစ်ခဲ့တဲ့အဲ့လုံးဝနှစ်တန်း250ဝန်းကျင်လောက်ပေါ့အဲ့မှာအဲ့ Siberian Traps ဖြစ်ခဲ့တဲ့အချိန်နဲ့ကမ္ဘာမှာအဆိုးရွားဆုံးမျိုးသုံးမှုဖြစ်ခဲ့ဒီပေါ့ The Great Dying လို့လည်းခေါ်တယ်ဒီ Permian period အကုန်မှာဖြစ်တဲ့မျိုးအစုပြောင်းတဲ့မျိုးသုံးမှုကြီးပေါ့အဲ့ဒီဟာကြီးနဲ့သွားပြီးတော့တိုက်ဆိုင်ဆိုတော့အဲ့ဒီ Siberian Traps ကြောင့်ဒီမျိုးသုံးမှုကြီးဖြစ်ခဲ့တယ်လို့သူတို့ကပြောကြတယ်ပေါ့နော်အဲ့လိုပဲအလားတူပဲဒီ Deccan Traps ကြောင့်ကော Deccan Traps ကလည်းဒီ predation မျိုးတုံးတဲ့ကာလနဲ့တိတ်မတိမ်မီးမှာဖြစ်ကြတော့အဲ့ဒါကတော့ dinosaur တွေကို decline ဖြစ်စေမယ်သူတို့ကိုကြာရှုံးစေမယ်အကြောင်းရင်းတစ်ခုများဖြစ်လိမ့်မလားလို့တွေးကြတယ်ပေါ့နော်အဲ့လို user လည်းရှိတယ်အဲ့မှာအဲ့ user တစ်ခုပေါင်းပြီးတွေးရတယ်ရှိတယ် Deccan Trap ကြောင့် dinosaur တွေ decline ဖြစ်လာတယ်အဲ့ဒီအချိန်မှာနောက်ဆုံး killing blow ကဒီဥက္ကာတွေနောက်ဆုံးဟိုဒီလုံးဝမျိုးတော့အောင်လုပ်ဖြစ်ခဲ့အဲ့လိုမျိုး user ရှိတယ်အဲ့ Deccan Traps ရေပုံအဲ့ဖျားเจ้าပုံပြသူကအဲ့ဒီကြောက်ဆောင်ကြီးတွေကိုထွင်းထုတာအလွယ်ပဲပြကျွန်တော်ဒီမှာ LME ကဟိုတော့ပါ watermark လေးတော့ပါတယ်ဟို share screen ပါဟိုလုပ်လို့ရဟုတ်ရတယ် share ပြလာတက်မြင်ရတယ်ကျွန်တော် download ဆွဲလိုက် Kailasa Temple ဆိုတာအဲ့ဒါအိန္ဒိယမှာရှိတယ်မြင်ရလားဟိုနောက်မှာမြင်ဒီနောက်ခံမှာမြင်ရတဲ့ဟာကအဲ့ချောကြောက်တယ်အဲ့ဒါကြီးအပြည့်ကြီးဖြစ်မှာပေါ့နော်အဲ့ဒါကြီးဆိုအပေါ်ကနေထွင်းပြီးဒီလိုမျိုးဖျားကြောက်နေဖြစ်အောင်ထုထွင်းတာအဲ့ချောကြောက်အများကြီးပဲအဲ့ဒါအဲ့လို complex ကြီးအကြီးမျိုးကြီးလိုပဲအဲ့ဟာကြီးဆိုအဲ့လောက်များခဲ့ချောတွေမီတောင်ပေါက်ခဲ့တာပေါ့နော်အဲ့ဒါသူ့မှာ map လည်းရှိတော်တော်ကြီးတယ်အဲ့ဒီအိန္ဒိယအလယ်ပိုင်းမှာရှိတယ်အဲ့ Deccan ဒေသမှာဖြစ်ခဲ့တာ
အိန္ဒိယကလည်းတမိုင်းမှတ်တိုင်တိုင်းမှာတော့သူကတထောင်တနေရာကနေနေရာတိုင်းမှာပါတယ်နော်သူကဘယ်တော့မှမလွတ်တဲ့နေထဲမှာပါတယ်ဒီကလည်းဒါဆိုတော်တော်ပုံလှဘာလို့ဟိုဖြစ်လဲဟို trap ဆိုကုန်လဲဒီမှာအမြင်ပြေးပေါ့အဲ့တော့ share ဒီမှာအထစ်ထစ်လေးလိုဖြစ်နေလို့အထစ်ထစ်လှေကလေးလေးလိုဖြစ်နေအများကြီးရတွေ့လားအကြီးပဲအဲ့ဟာဟိုနောက်တွေမှာလည်းရှိအများကြီးဟိုဓာကြီးဆောက်လို့ရတဲ့အထိဆိုတော့ဒုဒေကြီးကကြောက်ခမန်းလေးလီဖြစ်မှာပေါ့အဲ့တော့မြေပုံရှိတယ်အဲ့ဟာကြီးဖြန့်ကျက်ခဲ့အဲ့မှာအဲ့ရှိတ်နေပြတာမြင်ရအဲ့ပေါ်လာကြည့်ပဲဒါအိန္ဒိယရဲ့အနောက်လေပိုင်းရှောက်ဟုတ်ဒီဖြစ်အဲ့ဟာကြီးကြောင့်များဖြစ်လာနော်အဲ့လိုမျိုးတွေ့အဲ့ဒါကျွန်တော်နောက်ဆုံးဖက်တဲ့စာဖေးစားပါလေဟိုလာနေစောင်းနေမိပါ extinction Peter Brennan လာနေသူရဲ့စာပါလေအဲ့မှာပြောတာတော့အဲ့ user ကိုရှင်းပြတယ်ပြီးတော့သူတို့ဘယ်ဒါဆိုတကယ်မျိုးတုံးတဲ့အချိန်နဲ့ဒီဟာမီးတောင်ပေါက်တဲ့အချိန်နဲ့ဘယ်လောက်နှစ်10တန်းလားပါအဲ့လိုမျိုးနည်းနည်းကွာတာသွားတွေ့တော့အဲ့ဒါနဲ့မဆိုင်ဘူးအဲ့နောက်ပိုင်းမှာလည်း dinosaur တွေပြန်ပြီးတော့ diversify ဖြစ်တဲ့ထောက်ထားတွေတွေ့ရပေါ့နော်အဲ့တော့အဲ့ဟာကြောင့်မဖြစ်နိုင်ဘူးလို့သူပြန်တုံ့ပြန်ထားတာတွေ့တယ်ဒါပေမဲ့ထုံးစံတိုင်းဒီ user တွေကအဲ့လိုပေါ်လာတယ်ကျွန်တော်လည်းကြည့်နေရပဲ trace သူတို့ like ကြည့်နေလို့တချို့ user တွေကတချို့အချိန်တွေမှာတချို့နှစ်တင်မှာဒီဘက်ကအသာလေးရနောက်ပိုင်းကျတော့ဟိုကအသာလေးရအဲ့လိုဖြစ်လောလောလတ်လတ်အချိန်တွေမှာတော့ကျွန်တော်မှတ်မိတော့နောက်ဆုံးအချိန်တွေမှာတော့ပုတ်ကလေးကအဓိကဒီကောင်တွေကနည်းနည်းပါးပါးဖြစ်ချင်တယ်ပြည်တယ်ဒါပေမဲ့တိတ်မဆိုင်ဟုတ်လူတုံးတာလည်းမဆိုင်ဘူးလို့ပြောတယ်နော်ပြီးတော့ဒီထူးဆန်းတာကဒီဒိုင်နိုဆောတွေမျိုးတုံးတဲ့ဖြစ်စဉ်ကကျန်တဲ့ဒီကမ္ဘာပေါ်မှာဒီဘူမိသမိုင်းမှာဖြစ်ခဲ့တဲ့ mass extinction ၅ခုရှိတယ်နော်Ordovician အကုန်မှာတစ်ခေါက်ဖြစ်တယ်ပြီးရင် Devonian နှောင်းပိုင်းမှာဟိုဇက်တိုက်ဟိုနှစ်73သန်းလောက်ပဲခြားပြီးတော့မျိုးတုံးမှုနှစ်ခုဖြစ်ခဲ့တယ်ပြီးရင်အဲ့ဒီဟိုမှာပါမီယံမှာအကြီးဖြစ်ခဲ့တယ်အကြီးဆုံးဟာကြီးထိုးဖြစ်ခဲ့ပြီးတော့အဲ့ပါမီ Triassic သူ့နောက်ကလိုက်တဲ့ Triassic အကုန်ပိုင်းမှာတစ်ခါဖြစ်တယ်ပြီးတော့ဒီ Cretaceous မှာတစ်ခါဖြစ်တယ်ပေါ့အဲ့၅ခုရှိတဲ့အထက်မှာကျန်တဲ့၄ခုကဖြည်းဖြည်းချင်းဖြစ်တာဖြည်းဖြည်းချင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့နှစ်တန်းဟိုတောင်းကနန်း sorry သိန်းကနန်းတန်းတန်း2တန်း3တန်းအဲ့လောက်ကာလလောက်တွင်မှာဖြစ်ခဲ့တာပေါ့အဲ့တော့အဲ့ဒါကဒီလိုမျိုးဥပ္ပါကင်းကြာရင်မျိုးတုံးတဲ့ဟာမျိုးကြတော့နှစ်တောင်းကနန်းမှာဖြစ်တယ်ဆိုတော့ဒါကြောင့်မျက်စိတမိတ်လက်တစ်ဖြစ်လောက်တွင်မှာဖြစ်သွားတယ်ဒီဘူမိဗေဒသဘာဝနဲ့ဆိုရင်တော့ဒါအရန်ကိုတူတောင်းတဲ့ကာလတည်းပဲမှာဖြစ်တာဟိုကတော့နည်းနည်းပိုရှိတယ်နောက်10အစ20လောက်ပိုရှိတယ်ကျန်တဲ့မျိုးတုံးပိုရှိတယ်ဒီဟာကိုတို့ကနည်းနည်းတချို့ကလည်းတိတ်လက်မခံနိုင်ဘူးဘာလို့အဲ့လောက်မြန်မျိုးတုံးအောင်ပါလဲတခြားအကြောင်းရင်းရှိတာဆိုတော့တို့ကအဲ့ကြောင့်ဒါချွင်းချက်လို့ဖြစ်နေလို့လိုက်ရှာကြတခြား hypothesis လိုက်ရှာကြဟုတ်ကဲ့ကျေးဇူးပါဟိုလည်းဖြစ်ကောင်းဖြစ်မှာထင်ပါမယ်နော်ကိုကျေးဇူးပါလေ catastrophic climate change တွေပေါ့အဲ့ဒီကောင်တွေလည်း impact လည်းပါကောင်းပါမှာပေါ့အဲ့လို impact တွေကဒီဟာနဲ့ဆိုင်တာပေါ့ဒီ deck and trap နဲ့ကြောင်းတာဖြစ်တာဆိုအဲ့ဒါနဲ့ဆိုင်ပါအဲ့တော့မီးတောင်တန်းငွေအများကြီးထွက်တော့ကဘာပူနွေးလာတယ်အဲ့ကဘာပူနွေးပြီး SMO ရွာတာနဲ့ပါလေအဲ့ရနေပြီးတော့ဖြစ်တာအဲ့ဟာဟိုပါမီယံမျိုးတုံးမှာပြောပြထားဒီ Siberian trap ယူဆမှာအဲ့ဟာတွေဆိုအများကြီးပါတယ်အဲ့မီးတောင်ပေါက်ကွဲမှုတွေအများကြီးရုပ်တရက်နှစ်တန်းခုကဏ္ဍလောက်နှစ်3 5တန်းလောက်နေမှာမီးတောင်ပေါက်ကွဲအများကြီးဖြစ်တဲ့အခါမျိုးပါအဲ့လိုမျိုးတုံးမှုဖြစ်နိုင်ဟုတ်
ဟိုတစားတစားနဲ့ decline ဖြစ်ပြီးတော့ဟိုကျွန်တော်တို့အခုမှရှိတဲ့တချို့ animals တွေဟို red panda တို့ဘာတို့တဖြည်းဖြည်းနဲ့ဟိုနည်းလာပြီးတော့ဟိုမျိုးတုံးသွားတယ်လို့ပဲဖြစ်မျိုးတုံးသွားတော့မဲ့ပုံစံမျိုးလိုပဲဖြစ်မှာပေါ့ကိုကျတော့နော်တကယ်တော့လေ อืมအဲ့ပေါ့တကယ်ရိုလိုကြီးဟိုလိုဗာလဲ documentary channel တွေမှာရိုက်ကြတော့လေအကုန်လုံးလွင့်စင်အကုန်သေသွားလုံးဝမရှိအောင်ဒီနေမြညာပြောအကုန်ပြီးတော့အဲ့လိုမျိုးအဲ့လောက်တော့မမြင်အောင်ကျေးဇူးနေတောင်းနေတော့ကြာနေတောင်းပြည့်ချင်းပေါ့သူအရင်ကတော့မပွားနိုင်တော့မျိုးမပွားနိုင်တော့ဖြည်းနဲ့အကောင်ကြီးနေပြီးဖြည်းနဲ့ဖြစ်သွားတော့အဲ့လို decline ဖြစ်တယ်ဆိုအဲ့ပုံလဲပြီးတော့သူတို့ decline ဖြစ်တဲ့အချိန်မှာတခြားအကောင်တွေနေရာယူသွားတယ်နေရာယူတော့သူတို့ကအဲ့နေရာလိုက်မယူနိုင်တော့ဖြည်းဖြည်းနဲ့ရော့ဒီနေ့ခေတ်မှာလည်းအဲ့လိုပါဖြည်းဖြည်းချင်းမှာဟိုကြန့်နေမျိုးတုံလူတွေမဲလိုက်တော့မျိုးတုံအဲ့လိုဖြည်းဖြည်းချင်းမျိုးတုံဟို white rhino ဆို rhino တို့ရာခဏအတွင်းပေါ့อืมဟုတ် white rhino ဟုတ်ကိုကျတော့အဲ့ဒါဆိုရင်ကိုကျတော့နောက်တစ်ခုကဟိုဟာဒိုင်နိုဆောတွေကိုတဲ့မြင်းလို့စီးလို့ရမလားတဲ့လူတွေကอืมဒီနေ့ခေတ်မှာစီးတယ်ဒိုင်နိုဆောတွေဘာကြီးစီးတယ်ငှက်ကလေးကိုစီးရလို့ရှိတယ်ဘာလို့ငှက်ကလေးကဒိုင်နိုဆောတွေခုနကကျွန်တော်ပြောသလိုပဲဒီငှက်တွေအကုန်လုံးကတီရိုဘော့ဒိုင်နိုဆောအုပ်စုတစ်ခုကနေထွက်လာတာအဲ့တီရိုဘော့တွေမှာတချို့တီရိုဘော့တွေမှာအဲ့လိုအမွှေးတောင်တွေဖြစ်လာတယ်ပြန်မို့လို့မဟုတ်အစတော့သူတို့ကဒီအလှပြဖို့ဖြစ်မယ်ဒါမှမဟုတ်လေဒီဟိုခန္ဓာကိုယ်အနှွေးတဲ့ကိုထိမ့်ဖို့အတွက်ပေါ်လာမျိုးဖြစ်နိုင်တယ်မဟုတ်လေအဲ့လိုတာတို့ပြေးတဲ့အချိန်မှာအဲ့လိုအတောင်ခတ်လိုက်လို့ရှိရင်မင်းနေပိုမင်းမြတ်ပြေးနိုင်မလားအဲ့ဂုံးစင်းမှာအတောင်ခတ်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ဟိုပေါ့ဒီ advantage နည်းနည်းလေးတွေကနေဖြည်းဖြည်းနဲ့ထက်ထက်ပွားလာတဲ့အခါကျတော့ကိုရှည်ရဲ့အတောင်တွေဖြစ်လာပြီးတော့ငှက်လိုပြန်တဲ့ဒိုင်နိုဆောတွေဖြစ်လာတယ်အဲ့ဒါကိုရှင်းပြထားတဲ့ဟာတွေအစားတွေရှိတယ်သူတို့မှာဘာဖြစ်လို့ငှက်ဖြစ်ဖို့အကြောင်းပါနေရလဲဆိုတော့ခုနကဒိုင်နိုဆောတွေမှာ air sac တွေရှိနေပြီးသားသူတို့မှာတွေးလင်းတွေးတယ် air sac တွေလည်းရှိတယ်သူတို့မှာငှက်လိုပြန်မှုအတွက်လုံလောက်တဲ့ career reservoir ရှိနေပြီသားအဲ့ဒါကို single ဖြစ်စဉ်ကတွန်းနေပေးလိုက်လို့ရှိရင်အဲ့လမ်းကြောင်းကိုရောက်သွားနိုင်တယ်အဲ့တော့ကြတော့ဒီငှက်ကလာကိုဒိုင်နိုဆောလို့ယူဆမယ်ဆိုရင်ခုချိန်ဒီဒိုင်နိုဆောစီးနေတော့ဒါအဲ့လိုပြောလို့ရတယ်တက်ပြောတော့အဲ့တော့ထားပါတော့အဲ့တော့တကယ်ဒိုင်နိုဆောတွေရောစီးလို့ရမလားအဲ့တော့ကျွန်တော်မြင်တာတော့ဒိုင်နိုတရိတ်ဆန်တွေစီးဖို့ဆိုလို့ရှိရင်အဲ့တရိတ်ဆန်တွေကိုရင်မောင်းအောင်လေ့ကျင့်ပြရမယ်လေ့ကျင့်တယ်ဆိုတာ learning ပေါ့ learning process ဆိုတာဟာအုံနောက်ကဟို intelligence level တခုတော့ရှိရသူတို့ condition လုပ်ပြီးမှရဒီအစာကျွေးမယ်သူခိုင်းနေတိုင်းလုံးအစာပူကျွေးမယ်အဲ့ဒါဆိုရင်ဒီတရိတ်ဆန်အဲ့ဒါကို condition ရသွားပြီးတော့အဲ့လိုလိမ်မာပြီးတော့ကျွေးတာစားသွားရနေပေါ့အဲ့လိုဖြစ်သွားတယ်ပြီးတော့ပိုပြီးဟိုဒိုဆာဖြစ်တဲ့ဟိုဖြစ်တဲ့ရင်တဲ့အကောင်ဖြစ်လာတော့အဲ့လိုမျိုးဖြစ်လာနိုင်ဘူးကသူ့မှာသူ့အုံနောက်ကအသိဉာဏ်တစ်ခုတော့ရှိမှာဖြစ်ဆိုတော့ဒိုင်နိုဆောတွေမှာအဲ့ဒါရှိလားဒိုင်နိုဆောတွေကဒီနေ့ခေတ်မြင်းနေလို့မျိုးငှက်ကလောက်တွေလို့ကလအုပ်တွေလို့စီးလို့ရနိုင်လောက်တယ်သိဉာဏ်မျိုးရှိနိုင်တာကိုရင်ခေတ်တွေတုန်းကအဲ့ဒါတွေရှိနိုင်မယ်လို့မထင်ဘူးကိုရင်ခေတ်တွေမှာဒိုင်နိုဆောပုံတွေဥမာပြောရမယ်ဥမာသုတရနာတိုက်လို့စာအောင်မျိုးပါနော်သုတရနာတိုက်လို့စာအောင်မျိုးမှာကျွန်တော်မှာ scan ရှိတယ်ကျွန်တော်ပြအဲ့ဒါဟိုဟာမြင်ဆောင်လို့ scan အဲ့စာအုပ်ကလမ်းကြုံတို့ပြရပါတော့အဲ့စာအုပ်ကကျွန်တော်ဒိုင်နိုဆောစိတ်ဝင်စား stimulate လုပ်ပေးတဲ့ပထမဆုံးစာပေါ့နော်ကဘာဦးသက်ရှင်များဆိုစာငယ်ငယ်တုန်းက3 5 3 5 5နဲ့6နဲ့လောက်ပါစာဖတ်ကိုကျတော့တော်တော်ကိုစာရွက်သားကောင်းကောင်းနဲ့ထုတ်ခဲ့တာမလားကိုကျတော့ကျွန်တော်မှတ်မိသလောက်ပြောရရင်တော့ဟုတ်တယ် quality လည်းတော်တော်ကောင်းကောင်းနဲ့ထုတ်ခဲ့တာထင်တာပဲဒီ color တွေဘာတွေအားစားလေဟို site ကတော့ site နော် site ကတော့ site ပြည့်ကြီး site ပြည့်ဆိုတော့ဒီနေ့ခက်ကြီးပေါ့အဲ့လိုပြောတာပါ site ပြည့်ဆိုလို့screen share ကို stop လိုက်ပြီးတော့ထားဒီစာအုပ်ကြောင့်အဲ့ဟာတွေစိတ်ဝင်စားသွားပါတယ်နောက်ပိုင်းတော့တခြားအိမ်ပူဖတ်ဖြစ်တော့အဲ့မှာဆိုရင်တို့ပြဒိုင်နိုဆောကိုဆွဲပြရတဲ့ပုံကအဲ့မှာအဲ့လိုမျိုးဖြစ်မြင်ရလားမသိဟုတ်ကိုကျတော့မြင်ရပြီဗျအဲ့မှာလေဟိုအမိကြီးတွေကမှအောက်ကြီးကိုတွဲလောင်းကြီးနေ
လေးကန်အကောင်ကြီးပေါ့နော်အဲ့လိုရေထဲမှာနေမှာခုနကဒီလိုကောင် break through ဆိုတော့ရေထဲမှာနေလို့သူတွေ့တယ်နှာခေါင်းနေရာပုံမှာရှိတယ်ဒါသူတို့အဲ့ခေတ်ကယူဆရောယူဆပါဟုတ်ကဲ့အဲ့ဒါကြီးမဟုတ်တော့အဲ့လိုမျိုးအဲ့ခေတ်ကယူမှတွေ့တာသူအမီးရလူနောက်ကြီးမှာဟုတ်အဲ့ဒီကောင်ဆိုအမီးနဲ့ထောက်ထားတယ်သူ့မှာလေးဒီလေးကအဲ့လိုကြီးပုံဆိုရင်အဲ့ခေတ်တုန်းကဒိုင်နိုဆောတွေကိုအဲ့လိုမျိုးဟိုဒီနေ့ခေတ်ပုံစံတွေဟိုမီချောင်းတွေသွေးအေးပြီးတော့အဲ့လိုလေးကန်သွားတဲ့ကောင်ကြီးပေါ့အဲ့ဒါကြောင့်လေသူတို့ဟိုနိုးတိုက်တတ်တော်တွေဟိုတွေကသူတို့ဥရီဖောက်စားလို့မျိုးတုံးဝါးတွေဆိုတော့အဲ့လိုမျိုးယူဆကြတယ်အဲ့လိုယူဆရရှိခဲ့နော်အဲ့မဲ့နောက်ပိုင်းခေတ်ဒီမှာနောက်ပိုင်းခေတ်ဆိုတာဘယ်တော့မှကျွန်တော်နှုတ်စိပြန်ကြည့်တာနောက်ပိုင်းခေတ်1900နဲ့1960နောက်ပိုင်းမှာပေါ့နော်1960နောက်ပိုင်းမှာ dinosaur renaissance dinosaur ခေတ်ဆန်းခြင်းပေါ့ dinosaur renaissance ဆိုတဲ့သူ science field မှာအဲ့လိုခေါ်တယ်အဲ့ဒါဖြစ်လာတယ်အဲ့ဒီ phenomenon တစ်ခုဖြစ်လာတယ်အဲ့ဒီ intellectual phenomenon တစ်ခုပေါ့အဲ့ဒီမှာ dinosaur တွေပုံမြင်တဲ့အမြင်ပြောင်းသွားတယ်အရင်အဲ့ဒါဟိုရင်တော့ဆိုးဆဆပိုင်းတော့အဲ့လိုအမြင်မျိုးရှိဘူးဒိုင်နိုဆောကငှက်နေတူတယ်အဲ့ဒါကြောင့်မလို့သူတို့လည်းဖြတ်လက်တဲ့အကောင်ဖြစ်နိုင်နေဆိုယူဆောင်ရှိမှရှိပြီနောက်ပိုင်းကျတော့အဲ့ဒါပျောက်သွားပြီးတော့အဲ့လိုလေးဒီလေးကန်အကောင်လို့ထင်တဲ့ကာလာရောက်သွားတာဟိုးဆဆကျွန်တော်ဟိုဒါဝင်ခက်လာပါစောစောပိုင်းတော့ဒိုင်နိုဆောကိုအဲ့လိုယူဆခဲ့သေးငှက်နဲ့မျိုးနွယ်ဆိုအဲ့ဒါမျိုးနည်းနည်းသူတို့စဉ်းစားဘူးစီအဲ့လိုအတွေးနည်းနည်းစဉ်းစားဘူးဒါပေမဲ့နောက်ဆုံးတော့ဒီဘက်ပြန်ရောက်လာအဲ့လေးဒီလေးကန်အကောင်အဲ့ဒါပေမဲ့1960ကျော်နောက်ပိုင်းကျတော့ဟိုပထမယူဆတွေပြန်ရောက်လာငှက်နဲ့အမျိုးတော်နိုင်ဆိုသိလာကြတယ်တရုတ်ပြည်မှာအဲ့ငှက်အမွှေးပါတယ်ဒိုင်နိုဆောတွေဒီတွားတွေလက်သေးတွေအမွှေးတွေပါတယ်ငှက်လိုဒိုင်နိုဆောလိုအကောင်တွေနော်အဲ့လိုမျိုးစိတ်တွေ့လာတဲ့အခါကျတော့တီရိုပေါ့အသားစားဒိုင်နိုဆော6နှစ်ချောင်းထောက်တယ်အသားစားဒိုင်နိုဆောတွေအရွယ်ငယ်တဲ့ကောင်တွေမှာအမွှေးလေးမွှေးတောင်တွေဖြစ်လာပြီနော်ငှက်ဖြစ်လာတယ်ဆိုတော့သိလာတဲ့အခါကျတော့အဲ့တော့ဒိုင်နိုဆောတွေကတွေးအေးမဟုတ်ဘူးဒိုင်နိုဆောတွေကငှက်လောက်တော့လည်းမဟုတ်ဘူးဒါပေမဲ့ငှက်လောက်တွေးနွေးလည်းမဟုတ်ဘူးဒိုင်ဟိုပုတ်တယ်နေပါလေတော့တွေးအေးရတယ်မဟုတ်ဘူးဂျားလောက်အဲ့လိုဂျားလောက်ဟာရှိမဲ့လှုပ်ရှားမှုမျိုးသူတို့တွေးမနှွေးတွင်းနေပေါ့သူတို့က look warm blood လို့ warm blood လို့တွေးမနှွေးတန်တွေးကောင်းအဲ့လိုမျိုးဖြစ်မယ်လို့သူတို့ပြောင်းယူဆလာအဲ့ဒါနဲ့သူဒီဒိုင်နိုဆောတွေမှာမြင်တဲ့အမြင်နဲ့ပြောင်းလာတယ်ဟိုအသိဉာဏ်အတိုင်းရှိမယ်ဟောဖြစ်မယ်ဆိုတော့အဲ့လိုပြောင်းလာတဲ့အခါကျဒါဆိုရင်တော့ငှက်လောက်နေအသိဉာဏ်ရှိလာပြီဆိုလို့ရှိရင်တော့အဲ့လိုကောင်မျိုးလေ့ကျင့်ပေးလို့ရနိုင်တယ်ဆိုလို့ရှိရင်သူ့စီးမယ်ဆိုရင်တော့စီးလို့ရတယ်နော်ဆိုတော့ဒါပေမဲ့စီးမယ်ဆိုတော့အဲ့ဒါအကရင်အကောင်ကြီးတော့သူကတော့စီးလို့မရအောင်စင်တောင်မှအပေါ်ကနေစင်နဲ့စင်မြင့်တစ်ခုနဲ့တက်ပြီးစီးရတယ်ဆိုတော့မဟုတ်လေသူ့ထိုင်ခိုင်းပြီးတော့ဘာလို့ဖြစ်ဒီတိုင်းခုန်တက်လိုက်လို့မရဘလို့ဆိုတော့ပေါ့လို့အကောင်အကြီးသူအဲ့လိုသွားစီးလို့မဖြစ်နိုင်အကောင်ငယ်တဲ့အကောင်မျိုးပဲဖြစ်ငှက်ကလေးကိုအရွယ်လောက်တိုင်လို့ဆုံးလို့ဆိုတော့စီးလို့ရအောင်ရတယ်အဲ့လိုမျိုးတွေးရအောင်ဟုတ်ကဲ့ဆိုတာဒါပေမဲ့ဟိုပြောတာပြောတာအဲ့ဆိုတော့ပေါ့တရားလဲတကယ်တော့အရွယ်ကြီးတဲ့အကောင်တွေပဲများတယ်အရွယ်သေးပြီးတော့လူစီးနိုင်တော့တဲ့အရွယ်မျိုးရှိတဲ့ဒိုင်နိုဆောတွေကဟိုအော်နီဆိုပေါ့ဒိုင်နိုဆောတွေသူတို့ကြတော့ခြေနှစ်ချောင်းနဲ့အရေးကြီးလာသူတို့ပြေးရပြီဆိုခြေနှစ်ချောင်းနဲ့ရှောက်တယ်သူပုံမှန်အရွယ်စားတဲ့အချိန်မှာတော့လေးချောင်းထောက်ဟိုပါပေါ့ facultative quadrupedal လို့ခေါ်ပေါ့ facultative ဆိုသူတို့လိုအပ်တဲ့အချိန်မှာခြေနှစ်ချောင်းထောက်ပြီးတော့ပြေးနိုင်တယ်မလိုအပ်တဲ့အချိန်မှာခြေလေးချောင်းနဲ့သွားတယ်အဲ့လိုကောင်စီးရစိတ်မချအောင်သူထပြေးဆိုကိုကပြုတ်ကြပါအဲ့မှာဟို dinosaur renaissance နဲ့ဆက်ဆက်ပြီးပြောရလို့ရှိရင်ဒီ crocodile တွေပေါ့ဒီမိချောင်းတွေကိုကျွန်တော်တို့ကပုတ်ဟိုတော်တက်တော်လို့ယူဆတယ်မိချောင်းပုံစံတွေအဲ့လိုထင်ကြရပဲသူမိချောင်းရဲ့အရေးပုံတွေဟိုတွေကပုတ်တဲ့အရေးပုံလိုမျိုးပဲဆိုတော့တွေးလေးအေးတယ်ဟိုကလေးကန်ကြီးသွားတယ်ဆိုတော့သူ့ဟိုပုတ်တင်တဲ့အမျိုးတော်မယ်လို့ထင်ရတယ်ဒါပေမဲ့ဒီဘက်နောက်ပိုင်းခေတ်တွေမှာဒီသူ့မျိုးဗီဇတွေနှိုင်းရှင်တဲ့ဟာတွေလောက်တဲ့အခါကျတော့မိချောင်းကတကယ်တော့ငှက်နေပုံမျိုးကြီးတယ်ဟိုပုတ်တယ်နေမျိုးကြီးနဲ့အမျိုးမကြီးဘူးဆိုတော့သိသွားတယ်နော်အဲ့ဒါလေးဘာလို့တေချာကျင့်ဖြစ်နိုင်ဘာလို့လဲဆိုတော့ဒီမိချောင်းရဲ့နှက်လုံးဟာဒီလူတို့ငှက်တို့ရဲ့နှလုံးပုံစံမျိုးအခန်းလေးခန်းရှိတဲ့နှလုံးမျိုးဆောင်ဟုတ်အဲ့လိုနှလုံးမျိုးရှိတယ်နောက်ပြီးလို့ရှိရင်တို့ကသားသမီးကိုပြန်စောင့်ရှောက်တယ်ငှက်လိုမျိုးပဲဒီမိချောင်းကလည်းသားသမီးကိုပြန်စောင့်ရှောက်တယ်ဆိုတော့အဲ့ဒီဟာတွေကတွင်းနေတတ်တော်တွေမှာတွေ့ရတဲ့လက္ခဏာအဲ့ဒါကသူ့အတွက်ဟိုပါပဲhint ပဲဒီငှက်နဲ့ဘာလို့မျိုးတွေလဲတော့ဘာဖြစ်လို့အဲ့ငှက်နဲ့အဲ့လောက်မျိုးတွေရတာလဲဘာဖြစ်လို့သူ့ရုပ်ကြီးကဘာလို့ပုတ်တယ်ပုံစံဖြစ်နေတယ်လို့ဂျားထဲမှာပျောက်သွားလို့ဒိုင်နိုဆောတွေပျောက်သွားတော့ဒိုင်နိုဆောတွေပုတ်တယ်sorry ဒိုင်နိုဆောတွေမိချောင်းတွေငှက်တွေအကုန်လုံးကအချင်းအမျိုးနည်းတော့
ဒီဒိုင်နိုဆောကိုဂျားမှာထားလိုက်လို့ရှိရင်ပုတ်တင်နဲ့ငှက်နဲ့ဂျားမှာဒိုင်နိုဆောထားလိုက်လို့ရှိရင်မိချောင်းနဲ့ sorry မိချောင်းနဲ့ငှက်နဲ့ဂျားမှာဒိုင်နိုဆောကိုထားလိုက်လို့ရှိရင်မိချောင်းနဲ့ငှက်ဘာလို့မျိုးတော်လဲဆိုတော့ဆက်ဆက်လို့တွေ့ရတယ်ဒိုင်နိုဆောကမျိုးတုံးရတဲ့အခါကျတော့သူ့ဖယ်ထားလို့ရှိရင်အဲ့နှစ်ခုကဘာမှမဆိုင်လို့ဖြစ်နေအဲ့ဒါကြောင့်လို့ဒီ paleontology မှာမျိုးတုံးရတဲ့ trace ဆန်တွေကိုလေ့လာရင်းနဲ့ဂျားထဲမှာပြောင်းနေတဲ့ကွင်းဆက်တွေပေါ့ဟုတ်ကွင်းဆက်တွေပြန်ဖော်ပြရတယ်ဘာလို့အဲ့အားတွေမှာဖြစ်လဲဆိုတော့ပေါ်ထုတ်လို့ရခုတက်ပို့ပြီးဖြက်လက်တယ်တွေးလေးနှွေးတယ်ပိုလည်းဖြက်လက်တယ်နော်အဲ့တော့ပြေးနိုင်တဲ့မိချောင်းတွေရှိဘူးလေဆိုတော့အဲ့ခက်ကမိချောင်းတွေကရေထဲမှာနေကောင်းလေးနေမယ်ကိုသူတို့နဲ့တွေ့လို့ရှိရင်ကုန်းပေါ်ရောက်ပြီဆိုရင်တော့စိတ်ချပြီလို့မထင်နဲ့နောက်ကနေလိုက်ကြိုက်တယ်အဲ့မှာဟိုကောင်ကမင်းတစ်ခုလုံးရပါတယ်ဟိုဟာလေ Roman မင်းကိုကျွန်တော်ပြောင်းတာဟုတ်ဟောရောက်ကိုကျတော့ Moser နဲ့ရောအဆက်ရှိလားကိုကျတော့ Mosasaurus နဲ့ရော Mosasaurus နဲ့ရောMosasaurus တွေကပုတ်တယ်တကယ်တော့ရေထဲမှာနေတဲ့ပုတ်တယ်အခုတို့ iguana ပုတ်တယ်နေရှိရလားဟိုဂါလာပါဂိုမှာလေ iguana ပုတ်ခဏရိုက်ပြရေထဲမှာဟိုရေညှိဆိုတော့စားအဲ့လိုအကောင်မျိုးတွေပေါ့ရေထဲမှာကျင်နေတဲ့ပုတ်တင်တစ်မျိုးကအရွယ်ကြီးပြီးတော့အဲ့ Mosasaurus ဆိုကောင်ဖြစ်သွားတယ်သူကMoser ဟို lizard ပဲdinosaur မို့ဟိုဘက်ချမ်းသူတို့တွေကကျွန်တော်တို့ဒါ teacher train လုပ်ထားမှာမဟုတ်ဘူးဟိုတကယ် paleontology တွေပြောနိုင်ပါဘူး vertebrate paleontology ကောင်းကျင်ရဲတဲ့လူတွေပြောနိုင်ပါဟိုလွယ်ပြောရင်သူတို့အကုန်လုံး meter AV meter cellian လို့ခေါ်တယ်ဒီသူတို့တွေခြေပေါ်အယိုးပေါ့ခြေပေါ်အယိုးကငှက်နေတဲ့မိချောင်းတွေ dinosaur တွေငှက်တွေဒီခြေပေါ်ခြေကုံအယိုးတွေကငှက်နေတူအဲ့ဒါကြောင့်သူတို့အုပ်စုတစ်ခုလေးလို့သတ်မှတ်တယ်တခြားဟာလည်းပါတော့ဒါပေမဲ့အဲ့ဒီနာမည်ကိုအဆွေးပြုပြီးတော့သူတို့ AV meter cellian လို့ခေါ်တယ် meter cell အယိုးက AV ဆိုငှက်နေတူတဲ့အတွက်ကြောင့်အဲ့လိုခေါ်တယ်အခုမြင်ရတဲ့အတိုင်းပါဟုတ်မြင်ရပြီကြောဆူလိုဆူချမ်းဆိုတာအဲ့မိချောင်းအုပ်စုမိချောင်းကိုသွားပြီးအလဲသွားလို့ရှင်တော့ဒီလိုတွေ့မယ်လေမိချောင်းကိုလာလေနေတော့ဒီလိုလာပါဒါအဲ့ခေတုန်းကမိချောင်းဒါသူတို့ကပြန်ပြီးစိတ်ကူးကြအဲ့လိုကုန်းပေါ်မှာလမ်းလျှောက်နိုင်တယ်ပြေးနိုင်တယ်နော်အဲ့လိုအဲ့ဒါပါပဲဟုတ်ကဲ့ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်မေးခွန်းဆက်လိုက်မယ်နော်ဒိုင်နိုဆောတွေကဘယ်တော့မှရှိခဲ့တာလဲတဲ့ဟိုဘာလို့အခုကြတော့အခုမရှိတော့တာလဲတဲ့တွင်ဒီဆိုလိုက်ကြည့်တော့လွန်ခဲ့တဲ့နှစ်ဟောပေါ့နှစ်တန်း230တန်းဝန်းကျင်လောက်မှာနေခဲ့တဲ့ဒိုင်နိုဆောတွေသူတို့သွားတွေ့အဲ့ဝန်းကျင်လောက်မှာရှိတဲ့ဒိုင်နိုဆောတစ်ခုဆိုရွေးပြီးတော့ပြောမယ်ဆိုရင်တော့ဟိုပါပေါ့ Heterosaurus ဆိုတဲ့ဒိုင်နိုဆောတစ်ခုရှိတယ်သူကအဲ့ဒီဟိုခုနကကျွန်တော်စောပိုင်းကပြောတဲ့ဟိုပါလေပုတ်တင်တင်မစုံရိုးကွင်ငှက်တင်မစုံရိုးကွင်ရှိတဲ့ဒိုင်နိုဆောအုပ်စုကြီးပင်မအုပ်စုကြီးနှစ်ခုပေါ့အဲ့ဒါကြီးအုပ်စုကြီးနှစ်ခုမကွဲထွက်ခင်မှရှိခဲ့တဲ့ရှေ့ပြေးဒိုင်နိုဆောအဲ့ဒိုင်နိုဆောရှေးတော်တော်ရှေးကြတယ်လွန်ခဲ့တဲ့နှစ်တန်း230တန်းလောက်မှာရှိခဲ့တယ်သူကနေစယူအောင်အဲ့ခက်ကနေအဲ့ချန်ကနေစပြီးတော့ဒီဥက္ကာကလေးလာကြတဲ့အချိန်ထိပေါ့အဲ့ဒါနှုတ်လိုက်လို့ရှိရင်အဲ့231ကနေပြီးတော့ဥက္ကာကလေးလာကြ66တန်းနှုတ်လိုက်165တန်းသူတို့နေခဲ့တဲ့ကာလတော်တော်များတယ်နှစ်တန်း165တန်းဒီ period နဲ့တွက်လို့ရှိရင်
geological period နဲ့စဉ်းစားရင် period 3 ခုလုံးဖြတ်သန်းနေတယ်ဒီတက်ဦးကတ်တက်လေကတ်တက်နောက်ကတ်ကတ်3ခုခွဲလိုက်တက်လေကတ်တစ်ခုလုံးမှာသူတို့ရှိနေတာဆိုတော့တော်တော်ကြာခဲ့သူတို့နေတဲ့ချိန်ဆိုတော့ဟိုဘယ်လောက်ကြာလဲဆိုတာသူတို့အဲ့ဒါလည်း meme လေးရှိတယ်အဲ့ဒါလူတွေစိတ်ဝင်စားအောင်လုပ်တဲ့ meme လေးရှိတယ်ဟိုReddit ပေါ်မှာ meme လေးရတယ်အဲ့မြင်အောင်အဲ့မှာဒီ Tyrannosaurus နဲ့ Stegosaurus နဲ့ဟုတ် Jurassic Park ရုပ်ရှင်အဲ့မှာရှင်းနေမှာတွေ့ရတယ်ဒါပေမဲ့သူတို့နေကာလအများကြီးဝေးတယ်နော် Stegosaurus ကအများကြီးပေါ့အဲ့သူတို့နှစ်ခုကြားမှာနှစ်တန်း3တန်းလောက်ပေါ့အဲ့ Tyrannosaurus တော့သူတို့ရှင်းရှင်းအောင်ပို့သွားတယ်ဂျာကာလထက်တော့ပိုများသေးတယ်တော့အရန်ဟိုသူတို့နေခဲ့ကာလကြီးအရှိကြီးအဲ့မှာဒိုင်နိုဆောအများကြီးပေါ်ခဲ့ဘူးလေနော်ဆိုတော့အဲ့ဒီဟာကိုကြည့်ရင်သူတို့ဘယ်လောက်ကြာအောင်နေခဲ့တယ်ဆိုတာနေခဲ့တယ်ဟိုဖြစ်တယ်ပြီးတော့ဒီဟုတ်ကာခဲကြောင့်သူတို့မျိုးတုံးသွားတယ်ဆိုတဲ့ယူဆကနေကင်ပြီးပြောလို့ရှိရင်တော့ဟုတ်ကာခဲဒါမကြခင်ဒီဒိုင်နိုဆောဆက်ရှိနေမှာခုထိလည်းဆက်ရှိနေမှာဒီဟုတ်ကာခဲကြာသွားလို့သူတို့ဟိုဖြစ်သွားပြီးတော့မျိုးတုံးသွားတာဟိုအခုချိန်ကြီးသူတို့ဆက်ပြီးစိုးမိုးတာလေနောက်ဟိုသူတို့အိမ်မျိုးတုံးကတော့ခုနပြောလို့ဒီဥက္ကာကကြားတယ်ဒါခုနရှိမှလည်းကျွန်တော် Deck and Traps ကြောင်းလည်းဒါနဲ့ရှင်းပြီးပြောပြီးသွားတယ်ဆိုဒီမေကတော့တော်တော်လေးကပါဖြစ်သွားပြီတဲ့ပြီးတော့ခုနကျွန်တော်ပြောလို့ပဲဒီဥက္ကာကကြားတာကလည်းဟိုနှစ်တောင်းကနန်းမှာဖြစ်သွားတာနော်ဟိုဟာတွေကတခြားမျိုးတုံးမှုတွေကတန်ခုကနန်းလောက်သို့မဟုတ်သိန်းကနန်းလောက်ခမှာဖြစ်ခဲ့တဲ့မျိုးတုံးပိုးကြတယ်ဒီကောင်ကြောင့်ရုပ်တရက်ဖြစ်သွားတယ်မျိုးတုံးဟုတ်ကန်ဆိုးပြီးဖြစ်သွားတယ်သူတို့အဲ့လိုပြောအောင်ဟုတ်ကဲ့ဆိုတော့အဲ့ဆိုရင်တော့ဟိုနောက်ဆုံးအနေနဲ့တစ်ခုပဲဟိုမေးလိုက်တော့မယ်ကိုကျော်ဆိုတော့အဲ့တော့ဒီဒိုင်နိုဆောတွေကိုကိုကျော်တို့ကိုကျော်စိတ်ဝင်စားတာဟိုဘယ်ရွယ်လောက်ကဖြစ်မလဲနောက်တစ်ခုကတော့ဟိုတကယ်လုတ်ဖြစ်တဲ့ကာလပေါ့နော်ဟိုစိတ်ဝင်စားတဲ့ကာလကနဲ့တကယ်လုတ်ဖြစ်တဲ့ကာလဆိုတော့နည်းနည်းတော့ကွဲသေးတာပေါ့ကိုကျော်အဲ့တော့တကယ်ကိုလေဟိုဒီအလုတ်ကိုရဲ့ဟို faction တစ်ခုအနေနဲ့တကယ်ကိုဒီအပေါ်မှာစာရေးသားတာတွေရောစာအုပ်တွေအများကြီးတကယ်ကိုဖတ်ဖြစ်တဲ့အချိန်တွေရောဘယ်လိုအချိန်တွေဖြစ်မလဲကိုကျော်ဆိုတော့ခုနကျွန်တော်ပြတဲ့စာအုပ်ပေါ့နော်ကဘာဦးတဲ့ရှိမှာဆိုသူတိုင်းလာတဲ့စာအုပ်အဲ့စာအုပ်ကကျွန်တော်ငယ်ကျွန်တော်
5နှစ်6နှစ်လောက်ကနေစပြီးတော့ဖတ်ပူးတာပေါ့နော်အဲ့လောက်ကနေစပြီးတော့ဒိုင်နိုဆောတွေမဟုတ်ပါဘူးဒီရှေးခေတ်ကတက်ရှိဒီရှေးဥကဘာအကြောင်းဟိုစိတ်ဝင်စားသွားတာအဲ့စာအုပ်ကနေစပြီးစိတ်ဝင်စားသွားတယ်အဲ့နောက်ပိုင်းကျတော့ကျွန်တော်ဘာဆောက်တွေဖတ်ပြတယ်ဆိုဥမာကလေးစာတွေငယ်ငယ်ကတော့ကလေးရုပ်ပြစာအုပ်လေးအဲ့မှာပါတယ်ဒီဒိုင်နိုဆောတွေပြီးတော့ဒိုင်နိုဆောမဟုတ်တဲ့ခြားတိရစ္ဆာန်တွေဒီအကောင်လောက်တွေအကြောင်းရှေးဥအကြောင်းအကောင်လောက်ဖတ်ပြတယ်နောက်အဲ့ဒါကနေဟိုပါပေါ့တကယ်အဲ့ဒါကိုစာရေးပုံစံမျိုးဖြစ်လာတာကတော့ဟောပေါ့10တန်းပြီးမှsecond year third year ကျွန်တော်ဆေးကြောင်း second year third year လောက်မှာကိုရေးဖြစ်2013လောက်မှာနော်အဲ့လောက်ကနေစပြီးတော့ရေးဖြစ်တယ်ဒါပေမဲ့ဒိုင်နိုဆောကြောင့်ဒီကမဟုတ်ပါအဲ့ဒီကဘာဦးကာလာတမိုင်းတစ်ခုတော့အတူပေါ့နည်းနည်းချုံပြီးရေးတယ်နော်အဲ့ဒါကဘယ်လောက်မှပြီးသွားလဲဆိုတော့2019လောက်မှာတော်တော်လေးပြီးသွားတယ်အဲ့ကျွန်တော် website ပေါ်မှာရှိတယ်ဟုတ်လို့ဒီပုံတွေကပြတ်သွားလို့ပုံတွေပြန်တင်နည်းနည်း website ကနေပြန်လုံးတော့လည်းမလုံးဖြစ်သေးဘူးအဲ့ Photoshop ပုံတွေပြတ်အဲ့ပြန်တင်အခုနောက်ပိုင်းကတော့2020လားအဲ့နောက်ပိုင်းကတော့အဲ့ဒီအခန်းတွေကိုကိုယ့်ကိုပြန်ချိန်ပြီးတော့အသစ်ဖတ်တာတွေဟာလည်းပြန်ချိန်ပြီးတော့ပုံစံတစ်မျိုးနဲ့ပြန်ရေးနေအဲ့ဟာတော့ပို့ရှိသွားဥမာတစ်ခုအခန်းက10မိနစ်လောက်ရှိရင်ဒီဘက်က350 60လောက်ရှိတော်တော်များတယ်ဒီဘက်ကအဲ့ဒါလေး website မှာရှိတယ် website မှာဖတ်ကြည့်ဟုတ်ကဲ့တော့ဟိုအဲ့ဆိုရင်ကိုတို့ဒီကိုဖတ်ထားတဲ့ဒီဟိုအချက်လက်တွေကနေလေဒီကိုပိုင်ဘယ်လိုပြောရမလဲအဆိုတွေအဲ့လိုကိုပိုင်ကောက်ချက်တွေနဲ့အဲ့လိုမျိုးပေါ့ဒီကိုရဲ့တီးသန့်အယူအဆနဲ့အဲ့လိုမျိုးစာအုပ်စတန်းတို့စောင်းပါပါညာရောအဲ့လိုမျိုးလုပ်ဖို့ရအစီအစဉ်ရှိလားကိုတို့အဲ့လိုမျိုးထက်ကကျွန်တော်ကတော့ဘာလို့မျိုးကိုကလည်းသိပ္ပံပညာရှင်မဟုတ်ဒါကို formally train လုပ်တာမဟုတ်လို့ကြောင့်မလို့ပြောပိုင်ဝင်တော့ဘာမှမရှိ even ပြောပြီဆိုရင်လည်းကျွန်တော်ကအမြဲတမ်းစကားခံတာဒါကျွန်တော်မြင်တဲ့ဟာကို educated guess ကိုနေပြောတယ်ဟိုကအဲ့လိုပဲပြောတယ်တကယ်လို့အဲ့ဟာကိုထပ်တွေ့ရဆိုလို့ရှိရင်လည်းစာရွက်စာတမ်းတွေ့အဲ့ဟာကိုထပ်ပြောပြတယ်အများဆုံးတော့အဖြစ်ကတော့ခုနောက်ပိုင်းအရင်တော့ကျွန်တော်ဘယ်လိုရေးလေရေးတယ်စာရင်ကျွန်တော် user တစ်ခုကိုသူတို့ user ရင်ခုနကျွန်တော်တို့ဒါဆိုဘာလို့ပြောတုံးလဲ tag and trap ကြောင်လားဟုတ်ကဲ့ကြားလို့လားဟောတစ်ခုကိုကင်ပြီးပြောတယ်ခုနောက်ပိုင်းတော့အဲ့လိုမပြောဖြစ်တော့ဘာလို့အဲ့ဒါတွေအချင်းလုံးပြောင်းတယ်ဒီနေ့မှာဟိုအပြင်နောက်တစ်ချက်ဟိုဖြစ်တော့ကိုလည်းယူမယ်အဲ့ဒါတွေလိုက်ပြောင်းတယ်မယူဘာလို့လဲဆိုတော့ဒီ user နဲ့ပတ်သက်ရင် look ဒါရှိတယ်ဒီလေးပဲတစ်ခွက်ဒီလိုပြောတစ်ခွက်ဒီလိုဘာလို့ဒီလိုပြောလဲဆိုတာရှိအဲ့လိုမျိုးရှင်းပြအဲ့လိုမျိုးလေးနဲ့ပဲတွားတယ်ခုနောက်ပိုင်း approach အဲ့လိုမျိုးပဲတွားတယ်ဟုတ်နော်အဲ့လိုမျိုးလေးကျွန်တော်ရှင်းပြပြင်နေရှိတယ်ဟုတ်ကဲ့ဆိုတော့ဟိုစဉ်းစားမိလို့ပါဟိုအခုဟိုလေ Harari လောက်တယ်လို့မျိုးပေါ့သူက historian ဖြစ်တဲ့အခါကျတော့ Harari ကဟိုဘယ်လိုပြောရမလဲဟိုပုံမြင်တစ်ခုလိုပဲဟိုဖန်တီးပြီးတော့ဟိုအချက်လက်တွေနဲ့ဟိုပေါင်းစည်းပြီးတော့ပုံမြင်တစ်ခုလိုဟိုဖက်ရှင်စပွဲလည်းဖြစ်တယ်ဟိုစိတ်ဝင်စားစရာလည်းကောင်းတဲ့ပုံမြင်တစ်ခုလိုဖန်တီးတာမျိုးဆိုတော့လေအဲ့တော့အဲ့လို idea မျိုးဟိုကြိုးစားမှရှိလားလို့မေးကြည့်တာအဲ့ဒါမျိုးကလေနောက်ပိုင်းတော့ရေးပြချင်းပြန်ရေးပြချင်းရေးပြမှာဘလို့စရာတော့အဲ့ပဲသိမရအောင်ခုကျွန်တော်ရေးနေရတာအခုနောက်ပိုင်းဆိုကျွန်တော်ဒိုင်နိုဆောကြောင့်သိနေလို့လို့နောက်ပိုင်းခုနောက်ပိုင်းပြီးတော့အဲ့စာတွေကကျွန်တော်လေးဗျာဒီစာတွေကပြောရင်ဒါဟိုနည်းနည်းကိုဝါသာဘာလို့ဖတ်တဲ့စာတွေဆိုတော့လေဟိုဖတ်ထားတဲ့အချိန်မှာဆိုတော့ခေါင်းထဲမှာရှိရပါအဲ့မဲ့ဖတ်ပြီးတော့ကြာသွားရင်ဟိုတနေ့လောက်ကြာသွားရင် fact တွေအသေးစိတ် fact တွေကခေါင်းထဲမှာမရှိတော့ကိုရေးနေတဲ့အချိန်မှာတော့ရှိရင်မဟုတ်ရင်မရှိဘူးပြန်ကိုစာကိုပြန်ဖတ်ရင်တော့ဒါသတိရတာပေါ့မဟုတ်ရင်တော့သတိမရတခြားဟာတွေလည်းလုပ်နေတယ်စီးစာတွေစာမွဲတွေပြီးဟိုဟာလုပ်နေရတယ်ဆိုတော့လုပ်နေဆိုတော့ဟောပြီးတော့ကိုဖတ်တဲ့အကြောင်းအရာတွေများတော့အခုနောက်ပိုင်းဆိုအခုဆိုကျွန်တော်တီကောင်တွေအကြောင်းရေးတီကောင်တွေအစ်ရှိတီကောင်တွေဘာကောင်တီကောင်အကြောင်းမဖတ်ဘူးလားတုတ်ပြားတွေရောအဲ့ဒီတော့အခုကကျွန်တော်ကဟိုအခုဆိုရင်အခုနကျွန်တော်ဟိုအရင်စာမိုးဟောင်းတွေကဟာပြန်ဖြန့်ပြီးရေးနေတော့ခုအခန်းကဟိုလောက်အခန်းကဘယ်လောက်အခန်း20လောက်ရောက်သွားတယ်အဲ့ဒီဟာတွေကဟိုကိုသိတဲ့လောက်ဟာတွေဘလုံးဟိုစု compile လုပ်ပြီးရေးနေတဲ့ပုံပြအဲ့ဒီကနေပြီးပြန်ယူပြီးတော့တိုလေးပြန်လုပ်ပြီးရေးနေရေးပြပေါ့နော်အခုရေးနေရဆိုရင်တော့အခုဆိုရင်ဟိုပေါ့သူခေတ်ဆင်လိုက် Cambrian Ordovician Silurian Devonian ဘာအဲ့လိုသွားလို့ရှိရင်ပြင်ပါလား Devonian ပြင် Cretaceous Permian Triassic Jurassic အဲ့လိုမျိုးsorry Devonian ပြင် Carboniferous ပြင် Permian ပြင် Triassic Jurassic Cretaceous ဘယ်လိုတောင်းလို့ခုရောက်ရင် Silurian Devonian မရှိပြင်အဲ့Carboniferous ဆို Permian အဲ့ဒါတော့မရေးရတယ်
အဲ့ဘက်တွေတော့မရောက်သေးဘူးဟိုဒိုင်နိုဆောဘက်ကိုမလှည့်ပြတာကြာတယ်ဘယ်တော့ကြီးမရှိလို့9နဲ့6နဲ့ချိန်ဒိုင်နိုဆောဘက်ကိုခေါင်းလုံးဝဖတ်ကုန်မှာပြတယ်၄၅6နဲ့ချိန်ခုဖွဲ့မဲ့အားတွေကတော့ဟိုဘက်ကအနုစီဝါတွေပြီးလို့ရှိရင်အဲ့ဒီကျိုးမဲ့တက်တော်တွေကင်ဘရီယန်တို့ဘာလို့ခက်ကအားတွေဖိုက်ဖြစ်တာပုံများတယ်စာရေးတာလေနောက်ပိုင်းကျအခုနောက်ပိုင်းကျအဲ့စာမူရေးရတဲ့ဆိုင်ဟိုရေးဒီရေးပေါ့ဟိုသိပ္ပံတွေ့ရှိချက်အသေးလေးတွေ့ရင်အဲ့ဒါလေးလက်လိုက်ရေးတဲ့ခါကျတော့ဟိုစာမူမရေးပြတာအနေနဲ့ကြာဟိုအဲ့ဘက်ကိုမရောက်နေတယ်ဒီဘက်မှာလေနေအဲ့2 နှစ်လောက်2023ခုတော့ပြန်ရေးနေပါအဲ့ဟာဟုတ်ကဲ့ကျော်အဲ့ဆိုတော့နောက်ဆုံးလောကနောက်ဆုံးပေါ့နော်အဲ့တော့ဒီဒိုင်နိုဆောစိတ်ဝင်စားတဲ့ကလေးလေးတွေကိုကျော်ဟိုနောက်ဆုံးမှတ်ချက်ဖြစ်ဖြစ်တစ်ခုခုဘာပြောချင်လဲကိုကျော်ဒိုင်နိုဆောတွေကိုစိတ်ဝင်စားတာကကလေးတွေမှာစိတ်ဝင်စားတာတော်တော်လေးသဘာဝကျတယ်အကောင်ကြီးတယ်ပြီးတော့ဒီနေ့ကမှလုံးဝမရှိတော့တဲ့အကောင်တွေဟို TV series တွေရိုက်ပြတယ်တော်တော်လောလောပပတော်တော်စိတ်ဝင်စားဖို့အောင်ရိုက်ပြဟိုကလေးတွေကြိုက်တာပေါ့နော်ဒိုင်နိုဆောတွေဟိုများဘယ်လိုမျိုးလဲဆိုဒီပယ်လီယိုလိုဂျီဟိုစိတ်ဝင်စားပယ်လီယိုလိုကျောင်းသားတွေဂျီယိုလိုကျောင်းသားတွေကျွန်တော်ထင်တယ်တကယ်စိတ်ဝင်စား passion ရှိတယ်ပေါ့သူတို့တွေဒိုင်နိုဆောကြိုက်ခဲ့ကြမယ်လို့ထင်တယ်တော်တော်များများအဲ့ percent တော်တော်များများပြီးတော့မှသူတို့တွေကဒိုင်နိုဆောကိုဆက်ပြီးလေ့လာတဲ့လူလည်းရှိမယ်ဒိုင်နိုဆောမဟုတ်တဲ့ဟာတွေလေ့လာတဲ့လူလည်းရှိဟိုကျွန်တော်ဆိုရင်လည်းစသချင်းမှာဒိုင်နိုဆောတွေကိုပဲစိတ်ဝင်စားအကောင်လောင်းနေအဲ့ဒိုင်နိုဆောမျိုးစိတ်ဒီဘာတွေကဆက်တယ်မြေသိစိတ်သိတယ်ပါနောက်ပိုင်းကျတော့ဒါက is a part of a bigger picture ပိုကြီးတဲ့story ရဲ့အစိပ်ပိုင်းတစ်ခုကိုဒိုင်နိုဆောဆိုတာဒီနှစ်ကဘာကြီးရဲ့တန်နှစ်တန်4000နှစ်တန်ပေါင်း4600နီးနီးရှိတယ်အဲ့ဒီမှာဒိုင်နိုဆောရှိကြီးကနှစ်တန်165တန်းဝန်းကျင်ပဲရှိတယ်ကျန်တဲ့အချိန်တွေမှာဘာလုပ်လဲtrace and ရှိခဲ့တာနှစ်တန်940ကျော်960လောက်ရှိပေါ့နော်ဒီ trace and ရှိခဲ့အဲ့ဒီမှာဒိုင်နိုဆောတွေရှိခဲ့တာနှစ်တန်165တန်းအဲ့ဂျာတခြားအချိန်တွေမှာ trace and ဘာလို့တခြား trace and တွေရောဘာတွေဖြစ်နေဘာတွေလုပ်နေဘာတွေသိကြအဲ့လိုက်လေ့လာပထမတစ်ဆင့်ဆက်သွားတာပဲသွားလဲဆိုတော့ဒိုင်နိုဆောတွေလိုပဲအကောင်ကြီးပြီးတော့ charismatic ဖြစ်တဲ့တခြားတတ်တော်တွေဘာတွေရှိလဲအဲ့ဒါဒိုင်နိုဆောမရှိခင်ဒီပါမီယန်ခက်မှာဒီဒိုင်နိုဆောရဲ့ Triassic အလေလောက်မှာစပေါ်တာဆိုတော့အဲ့ Triassic မတိုင်ခင်ရှိခဲ့ပါမီယန်ခက်မှာရှိခဲ့တဲ့ synapse လို့ခေါ်တဲ့တတ်တော်ကြီးရှိခဲ့အဲ့မှာလည်းအဲ့လိုဒိုင်နိုဆောလိုအရွယ်အကောင်ကြီးရှိတယ်အမှန်တော့အဲ့အကောင်ကြီးကကျွန်တော်တို့ဒီ note တိုက်တတ်တော်နဲ့ပိုမျိုးနွယ်သူတို့မျိုးတုံးနေတယ်အဲ့လိုအရွယ်သေးသေးလေးဖြစ်သွားပြီးတော့ဒိုင်နိုဆောတွေရဲ့ခေါင်းထောင်လာတဲ့အတွက်ကြောင့်မို့လို့သူတို့ကအဲ့လိုတိမ်ငယ်သူကဖြစ်သွားပြီးသေးသွားပြီးတော့သူတို့ရဲ့အဆက်တွေရဲ့ note တိုက်တတ်တော်ဖြစ်လာတယ်အဲဒိုင်နိုဆောမျိုးတုံးကမှသူတို့ပြန်ခေါင်းထောင်လာဒီခက်က note တိုက်တတ်တော်ရဲ့ခက်ကဒီပါမီယန်မှာကြီးစိုးခဲ့တဲ့ synapse တတ်တော်ရဲ့အဆက်တွေတွေကနေပြန်ပြီးခေါင်းထောင်လာတယ်ဒုတိယ synapse ရဲ့ခက်အဲ့ပထမ synapse ရဲ့ခက်မှာဒိုင်နိုဆောမရှိခင်ရှိခဲ့တဲ့ thyroid နဲ့ကြီးအဲ့ဒီဟာကြီးကိုစိတ်ဝင်စားခဲ့ကားခုရှိတယ်ပြီးရင်အဲ့ရနေမှာတော့အဲ့လိုချဲ့လိုက်အဲ့ဒါအခုကြတော့ပိုးစုံသွားအောင်ဟိုလိုပိုးခြုံပြီးကြည့်တဲ့အားမျိုးဖြစ်သွားတယ်တော့အဲ့လိုမျိုးပေါ့ဒါခုသူ့ဝါသနာပေါ့အဲ့ဝါသနာလေးပြောင်းလဲလာတယ်ပေါ့အဲ့တော့ကြိုးကြောက်လဲအဲ့ဒိုင်နိုဆောကိုပဲအမြဲတမ်းဟိုကြီးလာတယ်လေပိုပြီးသေးစိတ်သွားတယ်ဟိုဝါသနာကြီးသွားတယ်ပိုဖြစ်သွားတာဟုတ်ကဲ့ပါကိုကျော်သွားအဲ့ဆိုတော့ဟိုအချိန်အကြာကြီးပေးတဲ့အတွက်ကျေးဇူးအထူးပါဗျဟုတ်ကဲ့ပါကျော်သွားဟိုပေါ့ဒီဒိုင်နိုဆောတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းဟိုပေါ့ဟာတာလေးတခုကျွန်တော်ပြတခုရှိပြီဟုတ်ပြပါဦးကျော်ကလေးတွေနဲ့ပတ်သက်တာကလေးတွေ9ယောက်မှတယောက်ကတဲ့ဒိုင်နိုဆောစိတ်ဝင်စားသွားတတ်တယ်တဲ့အဲ့ဒါဆိုအိတ်ဆိုင်တွေကိုသတိထားပြီးသတိထားကြည့်ပါတဲ့တယ်မလို့စပွန်တိုင်းစာတန်းနေဘာဘယ်နေရလဲတဲ့ဘာလို့ characteristic တွေဟိုမျိုးခွဲပညာတွေဘာလို့တော့ဘယ်လောက်ကြာအောင်အဲ့ဒါကြီးကိုပတ်နေလေတဲ့ပါစီဟိုလူငယ်စီချတာတွေပါတယ်ဟိုလူကြီးမိရဲ့အကြောင်းမိမထားရအောင်သူအဲ့ဟိုဘာနဲ့ကြောက်ပြုတ်ခြင်းနေတယ်ဟိုဖြစ်ပြီးတော့ပြောတယ်ချိတ်ထားတာကြိုသိမိပါတယ်ကြိုသိတဲ့နေတယ်အဲ့ဒါမဆွဲလန်းကြပါပေါ့
ဟိုပါပေါ့ကျွန်တော်ကတော့ဟိုပါပေါ့နောက်ဆုံးတစ်ချက်နေကျွန်တော်ဖြည့်ပြောချင်တာတော့ကျွန်တော်မှာ page လေးရှိရပါတော့ page ရှိရ website ရှိရပေါ့အဲ့မှာလည်းဝင်ဖတ်လို့ရကျွန်တော်ဟိုတိကျနေဝင်မေးလို့ရပါတယ်နော် ဟုတ်page မှာဝင်မေးလို့ရတယ်နော် page မှာ message လေးချပြီးတော့သိချင်တာလေးရေးစေချင်တာလေးပါလေး suggestion လုပ်ရှင်လည်းရပါတယ်နော်ဟုတ်page ကတော့ဒီ page ပေါ့နော်paleo လို့ခေါ်တဲ့ page ပေါ့နော်အဲ့လေးအဲ့နဲ့တွားလို့ရတယ်ဆိုတော့ဒီ page လေးပေါ့နော်ဒီကောင်းစင်နဲ့ PALAEO ပေါ့နော် Paleo ဆိုရဲဟိုနဲ့ link နဲ့ဝင်လို့ရတယ်မြန်မာလို Paleo ပေါ့ Paleo ဆိုတာ Paleontology အတူရေးတာပေါ့အဲ့မှာကျွန်တော်ဒီရှေးဥကဘာနဲ့ပတ်သက်ပြီးတော့ရေးတဲ့စောင်းမားတွေစာတွေကို publicly တင်မှုအတွက်ထားတာပေါ့နော်ပြီးတော့ website မှာ post တွေပါအသစ်တင်လို့ရှိရင်ဒီမှာကျွန်တော်share မလာအသိပေးပြီးတော့share မှာဖြစ်ပါတယ်နော်ဟုတ်ဒီ page မှာလာမေးလို့လည်းရပါတယ်သိချင်တယ်ဟုတ်ကဲ့မိဘတွေနဲ့တခြားစိတ်ဝင်စားတဲ့သူတွေလည်းညွှန်လိုက်ပါမယ်ဟိုကိုကျော်ဟုတ်ရေးထားတာလေးလည်းဟိုကျွန်တော်တို့ယင်းနဲ့လည်းဖတ်ဖြစ်တယ်ဟိုအများကြီးပဲရှိနေဆိုတော့ဟိုမှွေလို့ကောင်းပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျော်အဲ့ဆိုကိုကျော် see you ပေါ့နောက်မှပြန်တွေ့ပါမယ်ကိုကျော်ဟုတ်ကဲ့နောက်မှပြန်တွေ့ကြပါဟုတ်ကဲ့ကိုကျော်ကျေးဇူးထူပါဗျဟုတ်ကဲ့ပါခင်ဗျ